နှုတ်ကပတ်တော်ထဲမှာကျမတို့သိကြတယ်ဝိညာဉ်တော်နဲ့ပြည့်တဲ့အခါမှာနော်ရေမောခြင်းရတယ်ကြားဘူးလားကြားဘူးတာပေါ့ပြီးနောက်တစ်ခုကဘာလဲဆိုသခင်ဘုရား၌ဝမ်းမြောက်ခြင်းရှိလို့ဆိုတဲ့စကားတွေနှုတ်ကပတ်တော်တွေကိုကျမတို့မှတ်မိကြလားမှတ်မိတယ်အဲ့တော့ဒီနေ့ဒီနေရာမှာတော့ရေမောခြင်းဝမ်းမြောက်ခြင်းနဲ့ဆိုင်တဲ့အရာကိုကျမပြောမှာမဟုတ်ဘူးသူရဲ့စံကျင်ဘက်ဖြစ်တယ်အဲ့တော့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကအလိုတော်နဲ့ညီသောဝမ်းနေခြင်းတခါမှမကြားဘူးเนาะအလိုတော်နဲ့ဖက်ရအောင်အလိုတော်နဲ့ညီသောဝမ်းနေခြင်းဆရာမရဲ့ဘုရားသခင်ကဝမ်းမြောက်ခြင်းရှိစေခြင်းလားလေဘုရားသခင်ကဝမ်းနေခြင်းရှိစေခြင်းနဲ့ဘုရားလားလို့မေးရင်ဝမ်းနေခြင်းမှာနှမျိုးရှိပါတယ်လောကီစည်းစိမ်လောကီရဲ့တက်မှတ်ခြင်းလောဘနဲ့ဆိုင်တဲ့အရာအတွက်ဝမ်းနေနေတဲ့သူတစ်မျိုးရှိတယ်လို့နောက်ထပ်တစ်မျိုးကတော့ဘုရားသခင်ရဲ့အလိုတော်ထဲမှာတွာလာဖို့ရန်အတွက်မျက်ရည်ကျခြင်းဆိုတဲ့အရာကိုလည်းပြောနေခြင်းဖြစ်တယ်ဒါဆိုနှုတ်ကပတ်တော်ကိုကျမတို့တော့လှင်းမြန်လေးလေ့လာလိုက်ကြရအောင်အဲ့တော့ကိုရိန္သုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး9အခန်းငယ်10ထဲမှာဒီလိုပြောထားတယ်ကျမနဲ့အတူတူနှုတ်ကပတ်တော်ကိုဖတ်ရှုပေးဖို့နဲ့အဆင်ပြေပါသလားโอเคအတူတူဝိုင်းကူညီပေးမှာဖြစ်လို့ယေရှုတင်နဲ့အတူတူကနှုတ်ကပတ်တော်ကိုဝန်ခံရအောင်ဘုရားသခင်၏အလိုတော်နှင့်ညီသောဝမ်းနေခြင်းသည်ကဲတင်ခြင်းနှင့်ရှင်သောနောင်တစိတ်ဒီဟုသောမပြောင်းလဲနိုင်သောနောင်တစိတ်ကိုပြုပြင်တတ်၏လောကီဝမ်းနေခြင်းမူကားသေခြင်းကိုပြုပြင်တတ်၏အဲ့တော့ဒီနေရာမှာဘုရားသခင်ရဲ့အလိုတော်နဲ့ဝမ်းနေခြင်းဆိုတဲ့စကားလုံးကိုရှင်းရှင်းလင်းလင်းတွေ့ရပြီဒါဆိုရင်ဘုရားသခင်ကကျမတို့ကိုဘာအတွက်ဝမ်းနေခိုင်းတာလဲဘာအတွက်မျက်ရည်ကျခိုင်းတာလဲဘာအတွက်ကျမတို့ကိုနှလုံးသားထဲမှာကြေကွဲခိုင်းတာလဲရှိတယ်အဲ့ဒါကဘာအတွက်လဲဆိုတော့ကျမတို့ဒူးစိုက်တွေထဲမှာသွားလာရင်းနဲ့အဲ့ဒီဒူးစိုက်ထဲမှာပျော်မွေ့ပြီးတော့မှဖယားသခင်နဲ့ပတ်သက်လာရင်ခံစားချက်မရှိတော့တာဖယားသခင်နဲ့ပတ်သက်လာပြီဆိုရင်တော့တခုခုဒူးစိုက်လှုပ်လိုက်ရင်တော့မှနောင်တစိတ်မရှိတော့တဲ့အခြေအနေဆိုတာရှိတယ်ဒါကြောင့်ဒီနေ့ဖယားသခင်ကကျမတို့ကိုတတိပေးနေတဲ့အရာတစ်ခုကဖယားသခင်နဲ့ပတ်သက်လာရင်မငိုခဲ့တာဘယ်လောက်ကြာပြီလဲဖယားသခင်နဲ့ပတ်သက်လာရင်စိတ်အားကြီးခြင်းရော့ခဲ့တာဘယ်လောက်ကြာပြီလဲဖယားသခင်ရဲ့အလိုတော်နဲ့ပတ်သက်လာလို့ရှိရင်ကျမတို့နှလုံးသားထဲမှာချုပ်တီးခဲ့တာဘယ်လောက်တောင်ကြာခဲ့ပြီလဲဆိုတဲ့အရာအဖြစ်ဒီနေ့နှုတ်ကပတ်တော်ကကျမတို့ကိုစကားပြောမှာဖြစ်တယ်ဟာလေလုယာဘာကြောင့်လဲဆိုကျမတို့ရဲ့အသက်တာထဲမှာအဲ့နောင်တဆိုတဲ့အရာမရတဲ့၍ဖယားသခင်ကကျမတို့ကိုကယ်တင်ပေးလို့မရဘူးအဲ့ဒါအရေးကြီးတယ်ညီကောင်မတို့တခါတည်းကျမတို့ကနောင်တဘာဖြစ်လို့ရမှာလဲဒါကငါကနော်နောင်တရဖို့လူဖြစ်လာတာမဟုတ်ဘူးတို့ငါကောငါပိုင်တယ်တို့ငါစိတ်ကြိုက်ငါအသက်ရှင်လိုက်တော့မယ်ဆိုတဲ့နှလုံးသားထိုစိတ်တဘောရှိသွားပြီဆိုရင်ကျမတို့အသက်တာထဲမှာဖခင်အလုတ်လုတ်လို့မရတော့အသိကြောက်ဖို့ကောင်းတယ်ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ဟာကျမတို့ကိုတကယ်ကိုဖခင်သခင်ရဲ့အလိုတော်နဲ့ညီတဲ့မျက်ရည်ဖခင်သခင်ရဲ့အလိုတော်နဲ့ညီတဲ့ဝမ်းနေခြင်းဘာလဲဆိုတာသိဖို့အတွက်ဖွင့်ပြမှာဖြစ်တယ်အဲ့တော့အလိုတော်နဲ့ညီသောဝမ်းနေခြင်းဟာနောင်တဖြစ်တယ်အင်္ဂလိပ်လိုဆို repent Greek လို့ဆိုလို့ရှိရင် metanoia ပြီးသက်ဖြစ်အောင်ထွက်ထားပါတယ်เนาะmetanoia အဲ့တော့ matter ဆိုတဲ့အဓိပ္ပာယ်ကပြောင်းလဲခြင်းနောက်ပြန်လှည့်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ noia ဆိုတဲ့အဓိပ္ပာယ်ကအတွေးအခေါ်စိတ်နှလုံးကိုပြောခြင်းဖြစ်ပါတယ်ဒါကြောင့်လူတစ်ယောက်ကနောင်တရတယ်လို့ပြောပြီးဆိုလို့ရှိရင် तू ကအကျင့်မပြောင်းခင်အတွေးခေါ်ပြောင်းတယ် Come on ကျမတို့ရဲ့စိတ်နှလုံးဖျားစီကိုပြန်လှည့်ဖို့ရန်အတွက်ဆုံးဖြတ်ချက်ချလိုက်ခြင်းကိုနောင်တရတယ်လို့ခေါ်တယ်တချို့သောသူတွေကနောင်တရတယ်လို့ပြောပေမဲ့လုတ်ပြီးသားဒူးဆိုင်ကိုထက်ခါတလဲလဲပြန်ပြီးတော့မှဖယားသခင်အရှိမလူအရှိမလုံနေခြင်းကစစ်မှန်တဲ့နောင်တသူ့ရဲ့အထဲထဲမှာမရှိသေးလို့ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ metanoia ရဲ့အဓိပ္ပာယ်ကစိတ်နှလုံးအတွေးခေါ်ပြောင်းလဲခြင်းသို့မဟုတ်လမ်းကြောင်းပြောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်မလို့ဒီနေ့ယေရှုခရစ်တော်ရဲ့မေတ္တာတော်ကိုမသိခဲ့တဲ့သူတွေကယေရှုကိုယုံကြည်လက်ခံပြီးတဲ့အခါမှာအရင်တုန်းကပုံစံအတိုင်းအရင်တုန်းကကိုးကွယ်ခြင်းပုံစံအတိုင်းသူတို့အသက်မရှင်မဲနဲ့လမ်းကြောင်းပြောင်းလာတယ်အရင်တုန်းကလုံနေကြဒူးဆိုင်အတိုင်းမလုံတော့ဘဲနဲ့တကယ်စစ်မှန်တဲ့နောင်တရတဲ့သူကလမ်းကြောင်းပြောင်းလာတယ်ဒါဆိုရင်ခရစ်ယာန်ဖြစ်ပါတယ်လို့ကိုဝန်ခံပြီးတဲ့နောက်ပိုင်းမှာသင်ရဲ့အသက်တာဟာတမန်တရားရဲ့လမ်းကြောင်းပေါ်ကိုမရောက်လာသေးဘူးဆိုရင်စစ်မှန်တဲ့နောင်တသင်အသက်တာထဲမှာမရှိသေးလို့ပဲအာမင်ဒါကြောင့်ကျွန်တော်တို့ရဲ့နှလုံးသားကိုဒီနေ့ချင့်ချိန်ဖို့ရတဲ့ဘုရားသခင်အလိုတော်ရှိပါတယ်ဒါဆိုနောင်တနဲ့ပတ်သက်ပြီးတော့တချို့သော doctrine တွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုရပြီးတော့မှအပြစ်ဒုစရိုက်ကိုတစ်ခါဝန်ချတောင်းပန်ပြီးရင်နောက်တစ်ခါဝန်ချတောင်းပန်စရာမလိုဘူးဆိုတော့เนาะဒါခံယူချက်တချို့ရှိကြတယ်
အဲ့လိုတောင်းပန်လိုက်တာနဲ့ဒါဘုရားသခင်ကိုနော်ခွင့်လွတ်တယ်ဆိုတဲ့အရာဘုရားသခင်ကခွင့်လွတ်တယ်ဆိုတဲ့အရာကိုမယုံမကြည်မယုံမသိပြုခြင်းဖြစ်တယ်ဆိုပြီးတော့အဲ့လိုခံယူချက်တွေရှိအဲ့ဒါမှားတယ်တမန်ကျမ်းစာထဲမှာအဲ့လိုမပြောထားဘူးကိုအပြစ်တို့ကိုဖော်ပြတောင်းပန်လေငါတို့အပြစ်ရှိသမျှကိုလွတ်၍ဒုစရိုက်ရှိသမျှနဲ့ကင်းစင်စေခြင်းကဘုရားသခင်တတ်နိုင်တယ်လို့ပြောထားတယ်အာမင်အဲ့တော့ပို့ပြီးတော့ရှင်းသွားအောင်လောဒကိအသင်းတော်မှာရှိတဲ့တမန်တော်တွေကိုဖခင်ကဘယ်လိုပြောထားလဲဆိုတော့တမန်တော်တွေကိုပြောတာနော်ဗျာဒိတ်ကျမ်းထဲမှာဒါဗျာဒိတ်ဆိုတာနောက်ဆုံးပဲအဲ့တော့ဘာပြောထားတယ်လဲဆိုတော့ဗျာဒိတ်အခန်းကြီး3ခန်းငယ်19မှာအတူတူကဖတ်ရအောင်ငါချစ်သမျှသောသူတို့၏အပြစ်ကိုငါဆက်ဆေး၍သူတို့ကိုဆုံးမတတ်၏ထို့ကြောင့်ကိုစိတ်ကိုနှိုးဆော်လော့နောင်တရကြလော့အဲ့တော့တမန်တော်တွေကိုတော့မှဖခင်ကနောင်တရပါဆိုတဲ့စကားကိုပြောမှတော့ကျမတို့တယောက်ချင်းစတိုင်းအပြစ်နဲ့ပတ်သက်လာရင်ဖခင်ရဲ့လမ်းကြောင်းပေါ်မှာမရှိတတ်တဲ့ကျမတို့ရဲ့အတွေးခေါ်တွေကိုနောင်တရဖို့ရန်အတွက်ဘာမှစောရကတက်စရာအကြောင်းမရှိဘူးအာမင်အဲ့တော့ဒီနေ့မှာကျမတို့အသက်တာထဲမှာဘယ်အရာတွေဖခင်ကနောင်တရစေခြင်းလဲဘယ်အရာကတော့ဖခင်အရှိမ surrender အရှုံးပေးအနံဖို့ရန်အတွက်လိုအပ်တယ်လေဆိုတဲ့အရာကိုကျမတို့နှုတ်ကပတ်တော်အတိုင်းလေ့လာကြမှာဖြစ်တယ်အဲ့တော့တမန်ကျမ်းစာထဲမှာနောင်တရဖို့ရန်အတွက်အချိန်ဆွဲထားတဲ့သူတယောက်အကြောင်းကိုလေ့လာမှာဖြစ်တယ်ခါတိုင်းတော့ကျမတို့လေ့လာတဲ့အခါမှာနောင်တရဖို့ရန်အတွက်အဲ့ဒီပုဂ္ဂိုလ်ကလှင့်မြဲနောင်တရတယ်လို့ကျမတို့နားလေခဲ့ကြတယ်သို့တော့ကျမမနေ့ကညတကောင်လောက်မှာအဲ့ဒီအဖြေလေးကိုတွေ့တယ်အမှန်တော့ဒီတယောက်ကနောင်တရဖို့ရန်အတွက်အချိန်ဆွဲခဲ့တာတော်တော်ကြာတာပဲဆိုတဲ့အရာကိုကျမသဘောပေါက်သွားတယ်အဲ့တော့နှုတ်ကပတ်တော်ကိုလေ့လာမယ်ဆိုလို့ရှိရင်ဘသူအကြောင်းကိုလေ့လာမှာဆိုဒါဝိဒ်အကြောင်းကိုလေ့လာမှာဖြစ်တယ်ဒါဝိဒ်ဟာအသက်30မှာယူဒပြည်ရဲ့ရှင်ဘုရင်ဖြစ်လာတယ်အဲ့တော့ယူဒပြည်ရဲ့ရှင်ဘုရင်လို့ပြောတဲ့အခါမှာယူဒပြည်နဲ့ဣသရေလပြည်ကနှစ်ချမ်းကွဲနေတာဖြစ်တယ်အဲ့တော့ဒီဘက်မှာဒါဝိဒ်ကယူဒပြည်ရဲ့ဘုရင်အသက်30မှာဖြစ်လာတယ်သို့တော်ဘုရားသခင်ကသူ့ကိုဆက်လက်ပြီးတော့ချီးမြှောက်တဲ့အခါမှာယူဒပြည်မှာ9နှစ်အုပ်ချုပ်ပြီးတော့အသက်39လဲရောက်ကောဣသရေလတိုင်းပြည်ရဲ့ဘုရင်မှာဖြစ်လာတယ်ဆိုလိုတဲ့အရာကကွဲနေတဲ့တိုင်းပြည်နှစ်ခုလုံးသူ့လက်ထက်မှာပြန်ပြီးတော့ပေါင်းစည်းသွားတယ်ဆိုတဲ့အရာကိုပြောခြင်းဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်မှာသူ့အသက်ကဘယ်လောက်ပဲရှိသေးလဲဆိုတော့39အခုကျမအသက်ထက်အများကြီးငယ်တယ်ရှင်ဘုရင်ဖြစ်နေပြီအဲ့တော့အဲ့ဒီအချိန်မှာသူတိုင်းတစ်ပြည်လုံးကိုအုပ်ချုပ်ပြီးတော့မှနောက်ထပ်9နှစ်10နှစ်ခန့်ကြာလာတဲ့အခါမှာကြီးမားအပြစ်တစ်ခုကိုသူလုပ်တယ်အဲ့ဒီသူအပြစ်လုပ်တဲ့အရွယ်ကအသက်45နှစ်နဲ့50ကြားမှာရှိတယ်လို့ Bible Scholar တွေကပြောတယ်အဲ့တော့အခုသူလုပ်တဲ့အပြစ်ကဘာအပြစ်လဲဆိုတော့သူများသားမယားကိုစော်ကားခြင်းတနည်းအားဖြင့်ပြစ်မှားခြင်းသူတစ်ပါးအသက်ကိုတတ်ခြင်းသူတစ်ပါးမိသားစုကိုဖျက်ဆီးခြင်းသူတစ်ပါးဥစ္စာကိုခိုးယူခြင်းကြိုက်တဲ့ပုံမှန်တက်သူစီမှာရှိတယ်အဲ့တော့သူ့ရဲ့အကြောင်းကိုကျမတို့လေ့လာဖို့ရန်အတွက်ဖြစ်တယ်ကဲအဲ့တော့ကျမတို့ဓမ္မရာဇဝင်ဒုတိယစာဆောင်အခန်းကြီး7အခန်းငယ်1ကနေ2ကိုဖတ်အောင်ဒီနေ့ကျမ်းစာများများဖတ်မယ်အဆင်ပြေပါသလားဟုတ်တယ်နှုတ်ကပတ်တော်ဟာကျမတို့အတွက်အသက်သွေးကြောဖြစ်တယ်အာမင်ကဲအတူတူကဖတ်ရအောင်အခါလေ၍ရှင်ဘုရင်တို့သည်စစ်တိုက်ချိန်ရောက်သောအခါဒါဝိဒ်သည်ယွာဘနှင့်ကျွန်များဣသရေလအမျိုးသားများအပေါင်းတို့ကိုဆေလွတ်သဖြင့်သူတို့သည်အာမုန်အမျိုးသားတို့ကိုတိုက်ဖျက်၍ရပ်ပါမြို့ကိုဝိုင်းထားကြ၏ဒါဝိဒ်သည်ကိုယ်တိုင်ယေရုရှလင်မြို့၌နေလေ၏နောက်တစ်နေ့ညဦးရ၌ဒါဝိဒ်သည်လျှောင်းဆက်ရာမှထား၍နန်းတော်မိုးပေါ်မှဇင်းကြံသွားစဉ်တွင်အလွန်အဆင်းလှသောမိန်းမတစ်ယောက်ရေချိုးသည်ကိုမြင်တော်မူ၏အဲ့တော့ဒီနေရာမှာကြည့်လိုက်တဲ့အခါမှာဒါဝိဒ်ကဒါပွင့်လင်းရာသီကိုရောက်လာတဲ့အခါမှာစစ်တိုက်ရမယ်ဒါဘုရင်တွေစစ်တိုက်ရမယ်အချိန်ကာလလို့သတ်မှတ်ထားတဲ့အတိုင်းစစ်တိုက်ရမယ်အချိန်မှာဒါဝိဒ်ကအနားယူနေတယ်အဲ့တော့အဲ့လိုအနားယူနေတဲ့အချိန်မှာပြဿနာတစ်ခုပေါ်လာပါတယ်အဲ့ဒါကဘာလဲဆိုတော့တရက်ကြတော့သူကဇင်းကြံမှာလမ်းလျှောက်နေရင်းနဲ့အဲ့ဒီနန်းတော်ကနေလှမ်းကြည့်လိုက်တော့အရန်ကိုချုံမောလှပတဲ့ဘုရင်တောင်မှကြွေလောက်တဲ့အမျိုးသမီးပေါ့အဲ့တော့ဒါဝိဒ်ကိုကြည့်လိုက်မယ်ဆိုရင်သူ့မှာမိန်းမတွေအများကြီးပဲနော်အခုဒီတယောက်မတိုင်ခင်9ယောက်လောက်ရှိသေးတယ်နောက်ထပ်မောင်မမိတ်တန်တွေဘယ်နှယောက်ရှိလဲဆိုတော့ကျမ်းစာကအတိအကျမဖော်ပြထားပေမဲ့ဒါဝိဒ်ဟာမယားများသောသူဆိုတာကျိန်းသေးတယ်โอเคဒီလိုပြောပြီးဒါဝိဒ်ကိုအားကြမနေနဲ့နော်အန်ဒီရရှိတယ်အဲ့တော့အခု तू ကြီးမားအခုလိုမျိုးတိုင်းတိပီတိသားတွေသမီးတွေအရှိမူကြီးမက်ရအရှိမှာအဆက်ကွဲလောက်တဲ့အထိဒီအဖြစ်ပြက်ကအသက်45နှစ်နဲ့50ကြားဖြစ်တယ်တဲ့ကဲဒါကြောင့်မလို့ကျမရဲ့အသင်းဟုတ်ဆရာကြီးပါစယန်ကဘာပြောလဲဆိုအမျိုးသားတွေကို तू ဆုံးပါတယ်အဲ့တော့အသက်45နဲ့50ကြားရအောင်သတိထားပါတယ်
နော်ကာမဂုဏ်ချုပ်တီးခြင်းဆိုတာတော်တော်လောက်ရတယ်တဲ့အဲ့တော့ကျမကတော့ယောက်ျားမဟုတ်တော့မသိဘူးလေအမျိုးသားတွေပဲသိမှာအဲ့တော့သူဘာဖြစ်လို့လဲဆိုတော့သူက45 50ရောက်လာပြီဆိုရင်သူကတက်တောင့်တက်တာဖြစ်တဲ့ stable ဖြစ်တဲ့အခြေအနေရောက်သွားပြီအမျိုးသားတွေကငွေကြေးလဲသူတို့ကရှာနိုင်ပြီပတ်စံလဲစုဆောင်းလာနိုင်ပြီရောက်တဲ့ position တနည်းအားဖြင့်ယာဒုတစ်ခုခုလဲသူကရောက်တဲ့အချိန်ဖြစ်လာတဲ့အခါမှာသူတို့နောက်ထပ်လုပ်ချင်တဲ့အရာကအသက်အစားဆိုအရန်ရှာချင်တာတဲ့ဟယ်လိုဆရာကြီးပြောတာနော်ကိုပြောတာမဟုတ်အဲ့တော့နားလည်စေချင်တဲ့အရာတကအမျိုးသားတွေအဲ့ဒီအချိန်ရောက်ရင်ကာမဂုဏ်ချုပ်တီးခြင်းရှိနိုင်ဖို့အတွက်အခုအချိန်ကတည်းကမိမိရဲ့အသက်တာကိုဖျားနိုင်စက္ကန့်အနှံကြပါလို့ပြောတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဝိဒ်ဟာနှစ်နေရပုဂ္ဂိုလ်မှမဟုတ်တာဖျားကိုယ်တိုင်ရွေးချယ်ပြီးတော့မှဗိတ်သိက်3 ခါတင်ထားပြီးသားပုဂ္ဂိုလ်ဖြစ်တယ်။တန်ရှင်းသောဝိညာဉ်တော်ကသူ့အပေါ်မှာအားကြီးစွာလှုပ်ရှားပြီးတော့မှစစ်ပွဲတွေတပွဲပြီးတပွဲကိုအောင်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။သို့တော့သူ့ရဲ့အသက်တာထဲမှာဘာဖြစ်လို့အပြစ်သေးကိုလဲတယ်လဲဆိုတော့ဖျားလောက်ခိုင်းတဲ့အချိန်မှာဖျားတိုက်ခိုင်းတဲ့တိုက်ပွဲကိုမတိုက်ပဲနဲ့အနားယူနေတဲ့အတွက်ကြောင့်မလို့စုံစမ်းသွေးဆောင်ခြင်းရောက်လာတာဖြစ်တယ်။ဒါကြောင့်ဝိညာဉ်ပိုင်းစာမှာကျမတို့အနားယူလို့မရဘူးဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အပြည့်ကျမတို့ကိုပြောနေတာ။တချို့သောအပတ်တွေမှာပင်ပန်းလို့စံတွေတော့မလာတော့ပါဘူး။စက်တရေတော့ငါတို့နားလိုက်ပါတော့မယ်။ဒါမှမဟုတ်ဒီအချိန်လေးတော့ဆဲလ်မသွားတော့ပါဘူးဆိုတော့ကျမတို့ဝိညာဉ်ပိုင်းဆိုင်မှာအနားယူတဲ့အချိန်မှာသတိထားမယ့်အရာကမာနဟာဟောက်တော့ချစ်တဲ့ကဲ့သို့အဘယ်သူကိုမြုံရမင်းဒီဟူ၍လဲရှာဖွေလက်ရှိနေတယ်။ဝိညာဉ်ပိုင်းဆိုင်မှာကျမတို့အနားယူလို့မရဘူး။ဝိညာဉ်ပိုင်းဆိုင်မှာကျမတို့ဟာတိုက်စစ်ဖြစ်နေရမယ်။အာမင်။ဒါကြောင့်မလို့ခုကျမတို့ချင်းမိုင်ကိုသွားတယ်ဆိုတော့အနားယူဖို့သွားတာမဟုတ်ဘူးဝိညာဉ်ပိုင်းဆိုင်မှာကျမတို့ကိုဖျားပေးထားတဲ့နာနမိတ်တွေကိုတိုင်းပိုက်ဖို့ရန်အတွက်ကျမတို့ကသွားနေတာဖြစ်တယ်ဝိညာဉ်ပိုင်းဆိုင်မှာရက်တန့်လို့မရဘူးဆိုတဲ့အရာကိုကျမတို့အမြဲတမ်းသတိထားရမယ်အာမင်ကဲတော့အဲ့အမျိုးသမီးကိုမြင်တော့ဒါဝိဒ်တောင်ရင်ခုန်တယ်အဲ့တော့ကျမ်းစာတွေကိုလေ့လာတော့ဒါဝိဒ်အချစ်ဆုံးအမျိုးသမီးကဘယ်သူပဲတယောက်ကဟိုတယောက်ဒီတယောက်ပြောကြတယ်ပေါ့အခုလဲဘာသရှေဘပေါ့နော်ဒါကတော့ scholar တွေကသူတို့အထင်တိုင်းပြောကြတာကဲ anywayဓမ္မရာဇဝင်ဒုတိယစာဆောင်အခန်းကြီး7ခန်းငယ်3ကိုရောက်လာတော့ဖတ်ရအောင်စိတ်ဝင်စားစရာကောင်းတယ်ထိုမိန်းမကအဘယ်သူနည်းဟုစေလွတ်၍မေးမြန်းလျင်အေလျံသမီးဟိတ္တိလူဥရိယ၏မယားဘာသရှေဘဖြစ်ပါသည်ဟုရှောက်လေလူတော်စေလွတ်ပြီးတော့မေးခိုင်းလိုက်တာဒီမိန်းကလေးကဘာတူလဲသူရင်ခုန်သွားလောက်တဲ့အထိလှလွန်းလို့စမ်းပြီးတော့မေးခိုင်းတာသွားမေးလိုက်တော့အခုသူသိရပြီအဖေနာမည်ကအစသိရတယ်အမျိုးသားနာမည်ကအစသိရတယ်အဖေနာမည်ကအေလျံတဲ့ယောက်ျားနာမည်ကဟိတ္တိလူဥရိယတဲ့ကဲအဲ့တော့အေလျံဆိုတာဘာတူလဲဥရိယဆိုတာဘာတူလဲဆိုတာသိဖို့အတွက်အရေးကြီးတယ်အဲ့တော့အခန်းကြီး23ခန်းငယ်39မှာဒီလိုရေးထားတယ်ဖတ်ရအောင်ဟိတ္တိအမျိုးဥရိယပေါင်း38ယောက်ဒီကဲခဏလေးနေပါအဲ့တော့အခန်းကြီး23ကဒါဝိဒ်ရဲ့စစ်တရေစရင်ကိုရေးထားတာဖြစ်တယ်ဒီစင်ပြေလားဒါဝိဒ်မှာအရန်အရေးကြီးတဲ့စစ်တရေ38ယောက်ရှိတယ်အဲ့ဒီအထဲမှာအခုနသူကြိတ်ပြီးတော့ကျွေနေတဲ့ဘာသရှေဘရဲ့ယောက်ျားပါတယ်ဆိုလိုတဲ့အရာကဥရိယဟာဒါဝိဒ်အတွက်သစ္စာရှိရှိနဲ့မိမိအသက်ကိုမနှမျောဘဲနဲ့အသေးခံပြီးတော့တိုက်ပွဲဝင်နေရသူပါသူ့အတွက်ဆိုရင်အရေးကြီးဆုံးပုဂ္ဂိုလ်ဟိုတယောက်ကလည်းဒါဝိဒ်ကိုဖျားတဆူလို့ထားပြီးတော့မှသစ္စာရှိရှိနဲ့အသေးခံတိုက်ပွဲဝင်နေတဲ့ပုဂ္ဂိုလ်ကဲဒါဆိုရင်အေလျံကဘာတူလဲအေလျံကလည်း38ယောက်ထဲမှာပါတဲ့ဘာသရှေဘရဲ့အဖေဒီစဉ်းစားကြည့်နော်ဒါဆိုရင်38ယောက်ထဲမှာဒါတိုင်းတပီလုံးတဲ့38ယောက်ထဲမှာဒီလူကအရန်အရေးကြီးတဲ့အရာမှာ2ယောက်ရှိနေတယ်အဲ့2ယောက်ကဘာသရှေဘရဲ့အရေးကြီးတဲ့ပုဂ္ဂိုလ်ကဲဆက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာပိုဆိုးတဲ့အရာလာပြီအခန်းကြီး23ခန်းငယ်34မှာဖတ်ရအောင်မာခာတိအမျိုးအဟတဘဲဤသားအေလိဖလက်ဂီလောနီအမျိုးအဟိတောဖေလာဤသားအေလျံလာပြီနာမည်တွေဖတ်တာအရန်ခွန်အားရတာပဲဟာလေလုယာโอเคပြန်ကြည့်မယ်နော်ဘာသရှေဘကိုနှိုင်းလို့လည်းမဖြစ်ပြန်โอเคဘာသရှေဘရဲ့ဖေကဘာတူလဲအေလျံကဘာတူလဲစစ်တရေ38ယောက်တည်းအရေးကြီးတဲ့ပုဂ္ဂိုလ်โอเคအေလျံရဲ့အဖေကဘာတူလဲအဟိတောဖေလာအဲ့တော့အဟိတောဖေလာဟာဘလို့ပုဂ္ဂိုလ်လို့ကျမ်းစာထဲမှာရေးထားတယ်လေဆိုရင်ဓမ္မရာဆိုရင်ဒုတိယစာဆောင်အခန်းကြီး16အခန်းငယ်23ကိုဖတ်ရအောင်အဲ့တော့ဘာသရှေဘကမေမေရမိန်းကလေးမဟုတ်နည်းနည်းရမိန်းကလေးမဟုတ်အရင်အရေးကြီးတဲ့အမျိုးသမီးဖြစ်တယ်ကဲဖတ်ရအောင်ထိုကာလ၌
ထိုကာလ၌အဟိသောဖေလပေးသောအကြံသည်ဖျားသခင်ထံတော်၌မေးလျှောက်၍ခံရသောဗျာဒိတ်တော်ကဲ့သို့ဖြစ်၏သူပေးသမျှသောအကြံကိုဒါဝိဒ်နှင့်အဘရှလုံသည်ဗျာဒိတ်တော်ကဲ့သို့မှတ်တတ်သည်ဒါဆိုလို့ရှိရင်အခုအဟိသောဖေလကဘသူရဲ့အဖိုးလဲအားလုံးမလိုက်လာကြအောင်အိမ်ကိုင်မှာဆိုလို့အဲ့လိုစာမေးရဟိုဘက်ဒီဘက်ပတ်မေးဘာသရှေဘရဲ့အဖိုးကဘယစ်ရဲ့အရေးအကြီးဆုံးအကြံပေးပုဂ္ဂိုလ်အေလျံရဲ့သမီးလို့ပြောကြတဲ့ကဒီမိန်းကလေးဘလောက်တန်ဖိုးကြီးတယ်လဲဆိုတာ तू သိတယ်နဲ့ဘာဖြစ်လို့လဲဆိုတော့တမိသားစုလုံးကသူ့အတွက်ဆိုလို့ရှိရင်တေးသေးရှင်းရှင်းအလုတ်အကျွေးပြုနေကြတဲ့မိသားစုဖြစ်တယ်အဲ့ဒီလိုဒါဝိဒ်ကတိရဲ့နဲ့ဒီအမျိုးသမီးဒီမိန်းကလေးဘလောက်ထိအရေးကြီးတယ်ဆိုတော့ဒါဝိဒ်သိတဲ့အခါမှာဒါဝိဒ်ဘာလုပ်လဲသိလားဒီတယောက်တော်တော်ဆိုးတယ်ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး7 4ကနေ7ကိုဖတ်ရအောင် come on 1 2 3တပန်းလူကိုဆေလွတ်သဖြင့်ထုံမိန်းမကိုအထံတော်သို့ခေါ်ခဲ့၍ရှက်တင်လေ၏တဲ့ရက်ဆက်တာသူ့အတွက်အသေးခံပေးတဲ့ပုံကိုယ်တွေအပေါ်မှာတစ္ဆာဖောက်တာစဉ်းစားကြည့်ကျမတို့ရဲ့ဘဝမှာလေအမျိုးသားတွေဒီမှာထိုင်နေတယ်ကိုအရင်ချစ်ရပါတယ်ဆိုတော့ကိုရဲ့တငယ်ချင်းကကိုမိန်းမရဲ့အလိုမပါဘဲနဲ့ဖျက်ဆီးတယ်ဆိုဘလောက်တောင်နာကျင်မလဲအခုကြည့်ယောက်ျားကောအဖေကောအဖိုးကောကဘလောက်ထိနာကျင်နေမလဲဆိုတော့စဉ်းစားကြည့်ပါအဲ့တော့ကဲထားလိုက်အောင်အဲ့တော့သူကဒါဝိဒ်ကလူကိုလွတ်ပြီးတော့မှခေါ်ခိုင်းပြီးတော့မှအဲ့ဒီအမျိုးသမီးရဲ့အသေးကိုရှုံချတယ်သူတစ်ပါးရဲ့မိသားစုကိုပြိုကွဲအောင်ဖျက်ဆီးလိုက်တာဖြစ်တယ်ဒါနဲ့အမျိုးသမီးလေးကအိမ်ကိုပြန်တဲ့အခါမှာခဏကြာတော့သူသတိထားမိတဲ့အရာကဒါဝိဒ်နဲ့ရတဲ့ကိုဝင်ရှိလာပြီပရိသေတွေရှိလာပြီဒါနဲ့ဒါဝိဒ်နဲ့ရလာတဲ့တရေရှိချောင်းကိုတွားပြီးတော့ဒါဝိဒ်ကိုလွတ်ပြီးတော့ပြောခိုင်းတဲ့အခါမှာဒါဝိဒ်ဘလောက်ရက်ဆက်လဲဆိုတာစကြည့်အောင်ဒါဝိဒ်ကောင်းချောင်းတွေပဲအမြဲတမ်းဝင်ခါဒီနေ့တော့ရက်ဆက်တဲ့အရာဝင်ခါမှာဖြစ်တယ်ခဏနေကြရင်ကျမသိတယ်ဆရာဒေးဗစ်ကဒါဝိဒ်ကောင်းချောင်းပြန်ဟောမှာဘာလို့ပရိညင်သက်တာအကြောင်းပါလို့သိတယ်ဟုတ်တယ်မလားဆရာဒေးဒါပဲလေအဲ့တော့ဖတ်ရအောင်ဘာဖြစ်လို့ဆိုဒီဟာတွေကကျမတို့တက်တည်ယူဖို့ဖြစ်တယ်ပုံတက်တည်ဖြစ်တယ်အာမင်အဲ့ဒါနဲ့ဘာပြောလဲဆိုတော့ဒါဝိဒ်တီယွာဘစီတို့လူကိုဆေလွတ်၍ဟိတ္တိလူဥရိယကိုငါထံသို့ဆေလွတ်ရမည်ဟုမှာလိုက်သည့်အတိုင်းအဲ့တော့အခုသူလက်တယ်ဖြောက်ချင်တာသူများမယားကိုသူစော်ကားပြီးထားတော့မှကိုဝင်ရလာတဲ့အခါမှာသူမရတဲ့ပုံစံနဲ့သူယောက်ျားနဲ့နော်ဘာသရှေဘကရထားတဲ့ပုံစံနဲ့သူလက်တယ်ဖြောက်ချင်တာအဲ့တော့ဘာလုပ်လဲဆိုတော့ဟိုမှာရှိတဲ့စစ်ထဲမှာရှိသူတွားခေါ်ခိုင်းတာဟိုလူကလည်းရောက်လာတော့သခင်ကခေါ်တယ်ဆိုတော့ခြေနဲ့ဝမ်းမြောက်အားရစွာနဲ့အဲ့တော့ဒါလေးကိုသတိထားသင့်တယ်ဒါကျမရေးထားတဲ့ notes ပေါ့ဒီထဲမှာတော့မပါဘူးအပြစ်လုပ်ရင်လူတွေကဖုံးဖို့ကြိုးစားကြတယ်ဖုံးဖို့ကြိုးစားတဲ့အခါမှာလိန်လေလှည့်စားခြင်းဆိုတဲ့အပြစ်ကိုလုပ်ကြတယ်လိန်နာမအောင်မြင်ကြော့ကွင်းထောင်ပြီးတော့လက်စဖြောက်ဖွင့်တဲ့ပြင်ဆင်တယ်အဲ့လူရဲ့သဘောတဘာပါဒါကြောင့်တစ်ခါလိန်ရင်ခဏလိန်ရတယ်ဆိုတဲ့အရာဖြစ်လာတတ်တယ်ယုံကြည်သူများကျမတို့ရဲ့အသက်တာထဲမှာဖခင်အရှိမကျမတို့ညာလို့မရဘူးဆိုတဲ့အရာကိုအမြဲတမ်းသတိထားစေချင်တယ်တနေ့ချိန်ကြလို့ရှိရင်ဖခင်ကနေအောက်မှာငါဟာထုတ်လွှင့်တဲ့ကဲ့သို့ပဲသင်တို့ရဲ့အသက်တာထဲမှာဖုံးထားတဲ့အရာရှိမြောက်ငါဟာဖော်ပြနိုင်တဲ့ဖခင်ဖြစ်တယ်တဲ့ကဲအဲ့တော့ယွာဘသည်ဆေလွတ်၍ဥရိယရောက်လာသောအခါဒါဝိဒ်ကယွာဘကျမ်းမာ၏လောလူများကျမ်းမာ၏လောစစ်တိုက်၍အောင်မြင်သလောဟုမေးပြီးမှပြီးရှိလိုက်တာသူများယောက်ျားကိုလက်ဆွဲနှုတ်ဆက်ပြီးတော့အော်မင်းဆရာယွာဘအဆင်ပြေယွာဘကို तू လွတ်ပြီးခေါ်ခိုင်းထားတာလေ तू မြင်ပြီးပြီဒါပေမဲ့တရုတ်ဆောင်ကောင်းတယ်ဒါဝိဒ်ကဟန်ဆောင်ကောင်းတယ်ဟယ်လိုဒီနေ့ကစာရီဒါဝိဒ်ကိုမကြိုက်တော့ဒါဝိဒ်နာမည်မှိတ်ထားတဲ့သူတွေအကုန်လုံးနောင်တရကြစေစားတာနော်ချစ်လို့စားတာအဲ့ဒီချိန်မှာအဲ့လိုမေးပြီးတော့မှဘာပြောလဲဆိုတစ်အိမ်တို့သွား၍ခြေဆေးလောတဲ့ညံကောင်းတယ်အိမ်ကိုသွားရင်ခြေဆေးရင်ဘယ်သူနဲ့တွေ့မှလဲမိမနဲ့တွေ့မှစစ်ထဲမှာကြာနေပြီးမိမကိုလွမ်းနေတာအိမ်နောင်တဲ့အဲ့တော့ဘာပဲပြောမိမကိုတွေ့ပြီးဆိုရင်ကျင်းတဲ့ဒါဝိဒ်ကစဉ်းစားထားတာ तू မိမနဲ့ तू အတူတူနေရင်တော့ဒါငါလက်သိမဟုတ်ငါမဟုတ်အဲ့ तू ကြောင့်ဒီလိုပုံစံလုပ်ချင်တာဒါနဲ့ဖြစ်ချင်တော့ဥရိယကလည်းအယံကို तू ကတစ္ဆာရှိတာအဲ့တော့တို့ရရင်ဥရိယသည်မိမိအိမ်သို့မသွားပဲမိမိအရှင်ဤကျွန်းအပေါင်းတို့နဲ့အတူနန်းတော်တကဝ၌အိတ်လေ၏တဲ့မိမနဲ့ပြန်အိတ်စေချင်တာသူကဘလို့တော့လုပ်ပဲသူသွားတဲ့အချိန်မှာလည်းအနောက်ကနေစားကောင်းတောက်ဖွယ်တယ်အကုန်လုံးထည့်ပြီးတော့မှပျော်ရှင်နဲ့နော်တခါတော့ romantic ဖြစ်သွားစေချင်အောင်ပန့်ပိုးပေးတာဒါဝိညံရမ်းကောင်းတယ်စစ်မှုရေးရမှာနေပြူဟာကို तू ဖန်တီးနိုင်တယ်လို့နော်
သူများကိုလောက်ကြံဖို့ရန်အတွက်လည်းအကွက်ကြကြဖန်တီးနိုင်တယ်ဒီတယောက်ကဖခင်လူနော်ကျမတို့ဒီထဲမှာအဲ့နှလုံးသားမရှိဘူးနဲ့ဖခင်ကောင်းချီးပေးပါစေအာမင်ဖခင်နှလုံးသားကိုချိန်တယ်အဲ့ဒီအချိန်မှာဟိုတယောက်ကဥရိယအရန်လိမ့်ပါတယ်ဥရိယသည်မိမိအိမ်သို့မသွားကြောင်းကိုနားတော်ရှောက်လျင်ဒါဝိဒ်ကတင်သည်ခရီးသွားရမှာရောက်လာသည်မဟုတ်လောတင့်အိမ်သို့အဘဲကြောင့်မသွားဘဲနေသည်ဟုဥရိယကိုမေးတော်စေတနာအရန်များတာဥရိယကတက်တာတော်နှင့်ဣသရေလအမျိုးယူဒအမျိုးသားတို့သည်တဲနိုင်နေကြပါ၏ဟောဘလောက်တောင်ဘုရားသခင်ပေါ်မှာသစ္စာရှိလဲဟိတ်တိလူပါယူဒလူမျိုးမဟုတ်ဘူးသခင်ယွာဘနဲ့သခင်၏ကျွန်များတို့သည်လွင်ပြင်၌တဲရကြပါ၏ကျွန်တော်သည်အိမ်သို့သွား၍စားတောက်လျက်မယားနဲ့ပျော်မွေ့လျက်နေသင့်ပါသလောဥရိယစီကပြန်တင်တဲ့နာမှန်လားအမှန်တော့ဒါဝိဒ်ကသူတိုက်မဲ့စစ်ပွဲကိုသူမတိုက်ဘဲနဲ့ဥရိယကတိုက်ပေးနေတာအခုဥရိယကဘာပြန်ပြောလဲဆိုကျွန်တော်မိန်းမနဲ့ကျွန်တော်ဘာလို့ပျော်ရမှာလဲတဲ့ကျွန်တော်ရဲ့ညီအကိုတွေအားလုံးကတစ်သေးချစ်ချစ်အရှိမတိုက်ပွဲဝင်နေတာဒါကြောင့်ကျွန်တော်မိန်းမစီကိုကျွန်တော်မသွားဘူးတဲ့နန်းတော်ရဲ့တကားဝလေးမှာပဲကျွန်တော်နေပါရစေတဲ့ဝေါနှလုံးသားအရန်လှတယ်အဲ့ဒီနှလုံးသားအရန်လှတဲ့သူဘာလုပ်လဲဆိုတော့ကြည့်ကိုတော်ကအသက်ရှင်တော်မူသည့်အတိုင်းထို့သို့ကျွန်တော်မပြုတ်ပါဘူးဒါဝိဒ်အားရှောက်လေဒါဝိဒ်ကလည်းဤမြို့၌ယနေ့နေအောင်လို့လာပြီးနောက်ထပ်တစ်ဆင့်ကိုတိုးပြီးတော့သူကြံစီပြီးနက်ဖြန်နဲ့ငါလွတ်လိုက်မည်ဟုမိန့်တော်မူသည့်အတိုင်းဥရိယသည်ထိုနေ့နက်ဖြန်နှင့်ယေရုရှလင်မြို့၌နေ၏ဒါဝိဒ်သည်လည်းဥရိယကိုခေါ်၍ရှေ့တော်၌စားတောက်လျက်မူးရစ်မူးသည့်တိုင်အောင်တောက်ရ၏ဥရိယကမူးလောက်တဲ့တိုင်အောင်တောက်ရတယ်ဆိုဘယ်သူရက်တိုက်တယ်လို့ထင်လဲရန်တော်တယ်နော်ဒါဝိဒ်ကဖျားလူကဟိုတယောက်ကိုမူးလောက်တဲ့အထိအရက်တိုက်တယ်အကွက်စင်တယ်ဒါနဲ့အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဥရိယကအရန်ထူးကြတယ်သို့တော်လဲညဦးမှာမိမိအိမ်သို့အဲ့ဒီအောင်မူးနေတာနော်မူးနေတာမိမိအိမ်သို့မသွားပဲအရှင်ဤကျွန်တို့နဲ့အတူအိတ်ချင်းကထွက်သွားလေအဲ့ဒီလောက်ထိသစ္စာရှိတဲ့သူဖခင်သခင်သူ့ရဲ့နှလုံးသားကိုဘလောက်တောင်မှကျဉ်နဲ့နေလိမ့်မလဲငါခိုင်းတဲ့အမှုငါလှုပ်စေခြင်းတဲ့အမှုကိုဥရိယကပြုတ်နေတဲ့အချိန်မှာဥရိယကိုထောင်ချောက်ဆင်ပြီးတော့တပ်ဖို့ရန်အတွက်လုံနေတဲ့ဒါဝိဒ်ကိုဖခင်သခင်ဘလောက်ထိနှလုံးကြေကွဲပြီးတော့မှသူ့ရဲ့လောက်ရက်ကိုဘုရားသခင်ဆင်ခြင်နေမလဲအဲ့တော့နနက်မှာလာပြီနောက်တညလည်းပြန်မအိတ်တော့သူလှုပ်ပြီဒူဖတ်ရအောင်ဖတ်ပေးပါအောင်ကျွန်မအားလုံးပြူပြီးတော့ကြည်နေကြတယ် come on နနက်မှာဒါဝိဒ်သည်မာဇာကိုရေး၍ဥရိယလက်ထက်တွင် okay ခဏနေပါဒါဝိဒ်ကမနက်မှာသူဘာလုပ်လဲမာဇာတစ်ခုကိုရေးတယ်အခုနဘာသာရှိပါယောက်ျားရဲ့လက်ထဲမှာဘာကိုထည့်လိုက်လဲဆိုတော့မှားစာကိုထည့်တယ်မင်းဆရာရွာဘကိုပေးပါတဲ့ဒါနဲ့အဲ့ဒီစာကိုယူသွားပြီးတော့မှရွာဘလက်ထဲကိုဥရိယကအပ်လိုက်တဲ့အချိန်မှာရွာဘကစာကိုဖတ်တော့ဒါဝိဒ်ကဘာရေးထားလဲဆိုတော့အခုဥရိယကိုတဲ့သေဖို့ရန်အတွက်ရှေ့တန်းကိုလွှတ်လိုက်ပါတယ်စဉ်းစားကြည့်နော်ဒါဆိုဥရိယကသူ့ကိုတတ်မိတ်ချထားတဲ့သူတယောက်သူတည်ရမယ်ဆိုတဲ့စာကိုသူကိုယ်တိုင်တည်ပြီးတော့မှနောက်ထပ်သူဆရာကြီးကိုသွားအပ်ရတာဘလောက်ထိဒါဝိဒ်ယုံမာတယ်လဲဒီစကားကိုသုံးရမှာဘလောက်ထိဒါဝိဒ်ဆိုးသွမ်းတယ်လဲသူ့ရဲ့နှလုံးသားဖျားရှိမှာဘလောက်ထိဆက်ဆုပ်ယွန်ရှာဝယ်ကောင်းလဲအပြစ်တစ်ခုပြီးတစ်ခုသူကျွလွန်နေနောင်တရတယ်ဆိုတဲ့စကားတွေ့သေးလားမတွေ့ရအောင်ဖျားရဲ့ရှေ့မှာဝမ်းနေစွာနဲ့တိုးဝင်ချက်ကချင်းရှိလားမရှိဘူးကျွန်မပြောပြမယ်ဒူးဆိုင်ကိုလှုပ်ပြီးတော့မှနောင်တမရရင်တိုးရလှုပ်ရှာပဲရှိတယ်ဒါကြောင့်ဒုစရိုက်ကိုကျမတို့လုံမိပြီဆိုချက်ချင်းဝန်ချတောင်းပန်ခြင်းလုပ်ပါဘာကြောင့်လဲတရားနာထောင်မှာဝန်ချတောင်းပန်ခြင်းမလာဘူးနောင်တရခြင်းမလာဘူးဆိုဖခင်သခင်ဆုံးမခြင်းဆိုတာရောက်လာတယ်ဘာဖြစ်လဲဖခင်သခင်ကကျမတို့ကိုလမ်းမှန်စေဖို့နဲ့ဆုံးမရတာဖြစ်တယ်ဖခင်သခင်ဆုံးမတဲ့အခါမှာမတရားဘူးလို့ဖခင်သခင်မမျှတဘူးလို့ကျမတို့ပြောစရာအကြောင်းမရှိဘူးဘာကြောင့်လဲဒီအဖြစ်မှာဒါဝိဒ်ဆုံးမခြင်းခံတဲ့နေပြီမဟုတ်ဘူးလားကြည့်ရတော့ကျမ်းစာဖတ်တဲ့အခါမှာဒီလိုလေးရေးထားတယ်မာဇာချက်ဟုမူကကြက်တဲစွာစစ်တိုက်ရာတအူး၌ဥရိယကိုခန့်ထားပြီးတော့မှသူသည်ရန်သူလက်သို့ရောက်၍သေစေခြင်းဟာကြည့်တက်များကိုရုပ်သိမ်းလို့သူ့လက်နဲ့သူတတ်တာတော့မဟုတ်သူ့ဓာတ်နဲ့သူတက်ရင်တော့ဒါနည်းနည်းကြည့်ကောင်းသေးတယ်ရန်သူရဲ့ဓာတ်နဲ့တက်ဖို့ရန်ဒီဒါဝိဒ်ကကြံစီတာဖြစ်တယ်အမိန်တော်အတိုင်းယွာဘသည်မြို့ကိုကြည့်ရှုပြီးမှခွန်အားကြီးသောသူရဲ့ရှိရာအရက်၌ဥရိယကိုခန့်ထားလေ၏မြို့သားတို့သည်ထွက်၍ယွာဘနှင့်ဆက်ပြိုင်သောအခါဒါဝိဒ်၏ကျွန်ချိုးတို့သည်သေကြ၏ဟိတ္တိလူဥရိယသည်လည်းသေ၏ဘလောက်တောင်နှမျောစရာကောင်းလဲတစ္ဆာရှိတယ်
ဖယားကိုလည်းကြောက်ရွံ့တယ်လူကောင်းတယောက်တမိသားစုလုံးဒါဝိဒ်ဖြက်စီးပြလိုက်တာအဲ့ဒီအချိန်မှာဥရိယသေတယ်ဆိုတဲ့သတင်းကိုသူ့ရဲ့လူတယောက်ကသွားပြီးတော့မှသတင်းပို့တာလုံးဝမကြေကွဲဘူးအမှန်တော့38ယောက်ထဲမှာတစ်ယောက်ဆုံးနေဆိုရင်ဒါသူ့ရဲ့နော်ဒါအင်အားရော့သွားတဲ့အတွက်ကြောင့်မလို့ဘာပဲပြောတာသွေးတောက်ညီကိုပေါ့ရှေးခေတ်ကပြောမယ်ဆိုဒါဆိုဝမ်းနဲ့တင်တယ်ဒါပေမဲ့သူဘာပန်ပြောလဲတလားဒါဝိဒ်ကလည်းဤအမှုကြောင့်စိတ်မပြတ်နဲ့စစ်တိုက်ပွဲတွင်တယောက်တစ်လှည့်တည်တတ်၏ချစ်စရာကောင်းတယ်နော်ကျေးဇူးတော်ပဲဒီနေ့ကျမတို့အတူတကွဖခင်ရဲ့နိုင်ငံတော်အတွက်တိုက်ပွဲဝင်တဲ့အခါမှာအဲ့လိုလူတွေမပါလို့ကျေးဇူးတော်ပဲကျမတို့ကတယောက်နဲ့တယောက်သစ္စာရှိမဲ့သူတွေဖြစ်တယ်အနေအမြင့်အတက်ကြတိုင်းမှာတယောက်လက်ကိုတယောက်တွဲပြီးတော့ဒီနေ့ဖခင်ရဲ့ဘုန်းတော်အတွက်ဖခင်ရဲ့နိုင်ငံတော်အတွက်တိုက်ပွဲဝင်မဲ့သူတွေဖြစ်တယ်ဟာလေလုယာမြန်မာပြည်မှာပဲရှိထိုင်းမှာပဲရှိဘဲနိုင်ငံဘဲဂျိုးကြားအိုးဘဲတောကိုပဲတွားရကျမတို့တယောက်ချင်းစတယောက်ပေါ်မှာတယောက်သစ္စာရှိမဲ့သူတွေဖြစ်တယ်အာမင်တယောက်ကိုတယောက်အနှံ့မဲ့သူတွေမဟုတ်ဘူးယူဒရှကာယုတ်လိုလူတွေဒီထဲမှာတယောက်မှမပါဘူးကဲအဲ့တော့ဘာဖြစ်လဲဆိုဥရိယသေတဲ့အရာကိုမယားဖြစ်တဲ့ဘာသရှေဘကြားတဲ့အခါမှာငိုတာပေါ့ငိုလဲငိုပြီးရောငိုပြီးပြီဆိုတဲ့သတင်းကြားနဲ့တော်ကောက်လိုက်ရောဘယ်အချိန်တည်းကသူများမယားကိုသူလိုချင်နေလဲမသိကဲအဲ့တော့တော်ကောက်လိုက်တဲ့အခါမှာအဲ့ဒီမိန်းမကိုနန်းတော်တွေကိုခေါ်လိုက်တယ်မိဖုရားအဖြစ်တင်မြောက်လိုက်တယ်ဒါဝိဒ်နောင်တရလားဥရိယသေသွားပြီနောင်တရလားဥရိယအတွက်သူငိုလားအခုဘာသရှေဘကိုလည်းသူဘာလုပ်လိုက်ပြီလဲတိမ်ပိုက်လိုက်ပြီအခုဘာသရှေဘခလေးမွေးပြီဒါဆိုခလေးမွေးတဲ့အချိန်ရောက်လာဖို့ရန်အတွက်ကိုဝင်စရှိကြတယ်ဘယ်နှလကြာလဲဟယ်လိုကိုဝင်မရှိဘူးတဲ့သူတွေကိုမမေးဘူးကိုဝင်ရှိဘူးတဲ့သူတွေဘယ်နှလကြာလဲ6လကြာတယ်6လပြည့်တာနဲ့10လထဲမှာစပြီးတော့မွေးတာပဲမဟုတ်လားအဲ့တော့ဒါဝိဒ်အပြစ်တစ်ခုလုပ်ရင်နောင်တရဖို့6လကြာတယ်ဒီထဲမှာအဲ့လောက်အထိအပြစ်ဒူးဆိုင်နဲ့ရပ်ပေါင်းများစွာကြာနေတဲ့သူတွေဘယ်နှယောက်ပါနေလဲဒီနေ့ဖခင်စကားပြောနေတယ်ကျမတို့တယောက်ချင်းစအဲ့ဒူးဆိုင်ထဲမှာကြာနေပြီးတော့နောင်တလမ်းထဲကိုမရောက်လာဘူးဆိုရင်ဖခင်ကတင့်ကိုပြုတ်ပြင်ဖို့ရန်အတွက်အဆက်ခွဲခြင်းဆိုတဲ့အရာတွေကိုအနှံ့ရတယ်အခုဒါဝိဒ်ကဘာဖြစ်လဲဆိုအခုလာပြီယောမအခန်းကြီး2အခန်းငယ်4ကနေ6ကိုခဏလောက်ဖတ်ရအောင်ဒါဝိဒ်အကြောင်းကိုကျွန်မပြန်ပြီးတော့ဆက်ပြောမယ်ဘုရားသခင်ဤယေရှုတော်သည်တင့်ကိုနောင်တလန်းသို့သွေးဆောင်သည်ကိုမတိမမှတ်ပဲကြွယ်ဝစွာယေရှုပြုတော်မူခြင်းသီးခံတော်မူခြင်းစိတ်ရှည်တော်မူခြင်းတို့ကိုမထီမဲ့မြင်ပြုသလားဟောကျမတို့ဒူးဆိုင်လုံနေတဲ့အချိန်မှာဘုရားသခင်ကကျမတို့ကိုမဆုံးမသေးလို့အိုးဘုရားသခင်သဘောကောင်းတာပဲကိစ္စမရှိပါဘူးဘုရားသခင်သီးခံတာပဲဘုရားသခင်စိတ်ရှည်တာပဲဘုရားသခင်ခွင့်လွတ်မှာပဲလို့တွေးပြီးဒူးဆိုင်ဆက်လုံနေတယ်ဆိုရင်တဲ့ဘုရားကဘာပြောလဲဆိုတော့မင်းဟာငါ့ကိုမထီမဲ့မြင်ပြုနေတာဖြစ်တယ်ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာနှုတ်ကပတ်တော်နဲ့လွဲနေတဲ့လမ်းထဲကနေကျမတို့ပြန်ထွက်ရအောင်ဘုရားသခင်ကကျမတို့ကိုဂျေဇုတော်ကိုခံစေတယ်ဆိုတဲ့အရာကနောင်တလမ်းထဲမှာအသက်ရှင်တတ်စေဖို့တဲ့ဂျေဇုကိုခံစေတာဖြစ်တယ်ဆိုလိုတဲ့အရာကယေရှုခရစ်တော်ရဲ့အသေးခံအသွေးသွန်းလောင်းခြင်းနဲ့အပြစ်ခွင့်လွှတ်ခြင်းဆိုတဲ့အရာကအပြစ်လုပ်ဖို့ license ပေးထားတာမဟုတ်ဘူးညီကိုမောင်နှမတို့အာမင်ကောင်းမွန်ခြင်းလမ်းထဲမှာတမန်တရားလမ်းထဲမှာအသက်ရှင်တတ်ဖို့နဲ့ဘုရားခင်ကကျမတို့ကိုပေးထားတာဖြစ်ပါတယ်အဲ့တော့ဘာဆက်တွေ့ရလဲဆိုတော့ကဲနောင်တမရတဲ့သူတွေမထီမဲ့မြင်ပြုနေတဲ့သူမာနကြီးနေတဲ့သူတွေဘုရားရဲ့အရှိမမနှိမ်ချတတ်တဲ့သူကိုဘုရားစကားပြောပြီးထို့သောပြုလျင်စိတ်ခိုင်မာ၍နောင်တမရသည်နှင့်အညီဒေါသနှင့်ဒီဟုသောဖျားသခင်၏တရားတော်ထင်ရှားသောနေ့၌ကိုခံစရာဖို့အမျက်ဒေါသကိုစီးပူးသလောဖျားသခင်သည်လူအသီးသီးတို့အားမိမိတို့အကျင့်နှင့်အလောက်အကျိုးအပြစ်ကိုဆက်ပေးတော်မူလက်တံအဲ့ဒါဖျားသခင်ရဲ့သဘောသဘာဝဖြစ်တယ်ဖျားသခင်ကဂရုဏာနဲ့ပြည့်စုံလားစိတ်ရှည်လားသီးခံလားစောင့်ဆိုင်ပေးလားအေးဒါပေမဲ့သင်ဘက်ကနေလေပင်ခိုင်မာပြီးတော့ငါဘယ်တော့မှဘုရားရှိမှဝန်ချစရာမလိုဘူးတောင်းပန်စရာမလိုဘူးဆိုပြီးမာနကြီးနေတယ်ဆိုရင်တော့ဘုရားသခင်ကဘလို့ဘုရားလဲဆိုတစ်ဖက်မှာဖြောင့်မတ်တဲ့ဘုရားတရားစီနဲ့ဘုရားဖြစ်တယ်ဆိုတော့မမေ့စေချင်ဘူးအာမင်ဒါဆိုဒီမှာဓာတ်ပုံလေးတစ်ပုံကျွန်မပြမယ် coin ရှိတယ်အကျွေစီပေါ့ coin ဆိုတာနော်အကျွေစီမှာခေါင်းနဲ့ပန်းနဲ့ရှိတယ်ဟုတ်လားအဲ့တော့ဒီဟာလေးကိုမြင်သတိရဘုရားသခင်ရဲ့နော်ဖြစ်ခြင်းကတစ်ဖက်မှာတနာခြင်းကရုဏာနဲ့ပြည့်စုံတယ်လို့ merciful ဖြစ်တယ်လို့တစ်ဖက်မှာ righteous ဖြောင့်မတ်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့ဆုံးမပေးတယ်တရားစီရင်ပေးတယ်
ဆိုပါစို့အခုဒီဒါဝိဒ်လှုပ်ထားတဲ့အပြစ်ပေါ်မှာဖျားသခင်ကဒါဝိဒ်ကိုမစီရင်ဘူးဆိုရင်ဖျားကတရားတဲ့ဖျားလို့ခေါ်လို့မရအောင်တရားသူကြီးလို့ခေါ်လို့မရအောင်ဖျားဟာမတရားသောဖျားလို့ပဲခေါ်ရမှာဒါကြောင့်မလို့အပြစ်နဲ့အလျောက်ဖျားသခင်ကအကျိုးကိုဆက်ပေးဖို့ရန်အတွက်ဒါဝိဒ်နောင်တရတဲ့အချိန်ကာလကိုပေးပေမဲ့ဒါဝိဒ်နောင်တမရတဲ့ခါမှာအခုဒါဝိဒ်ရဲ့အသက်တာထဲမှာကြီးသောဆုံးမခြင်းလာတော့မယ်ဒါကြောင့်ကိုယ့်ရဲ့အသက်တာထဲမှာအရှက်မကွဲခင်နောင်တရကြပါနောင်တမရရင်မထူးဆက်ခင်းပြီးတော့မှဒါဝိဒ်လိုမျိုးအပြစ်ထဲမှာပျော်ပျော်နေသွားနိုင်တဲ့အခြေအနေရှိတယ်အဲ့တော့ဒီနေရာမှာသူတစ်ပါးသားများကိုဖျက်ဆီးတဲ့အမှုကာမဂုဏ်ကျူးလွန်တဲ့အမှုဘာတရှိဘကိုအရှက်ရစေပြီးတော့မှလူအသက်တက်တဲ့အမှုအာနာအလွဲသုံးစားလုပ်ခဲ့တဲ့ဒါဝိဒ်ရဲ့အမှုအတွက်နောင်တမရတဲ့အခါမှာဘုရားသခင်ကဘာလုပ်လဲဆိုတော့ပရောဖက်နာသန်ကိုဒါဝိဒ်စီကိုဆေလွတ်တယ်ဓမ္မရာဆိုရင်ဒုတိယဆက်ဆောင်အခန်းကြီး7အခန်းငယ်1ကိုဖတ်ပေးပါ1 2 3နောက်တစ်ဖန်ထာဝရဘုရားသည်ပရောဖက်နာသန်ကိုဒါဝိဒ်ထံသို့ဆေလွတ်တော်မူသဖြင့်နာသန်သည်ဝင်၍အရှင်မင်းကြီးဤမိသောမြို့တွင်တထေးတူဆင်းရဲသားတူရှိပါ၏အဲ့တော့တထေးတူနဲ့ဆင်းရဲသားတူဆိုတဲ့ပုံဥပမာကိုပြောပြတယ်အမှန်တော့နာသန်ကဒီကိစ္စကိုသွားပြောပြီးဆိုရင်ဒါတနည်းအားဖြင့်ဒါဝိဒ်ကို correction လုပ်တယ်ပေါ့ဆိုလိုတဲ့အဓိပ္ပာယ်ကဒါဝိဒ်ကိုတွန်းတင်တယ်ဒါဝိဒ်ကိုဆုံးမတယ်ဆိုတဲ့ပုံစံနဲ့သွားတဲ့အခါမှာအခက်မသိရင်ဒါဝိဒ်ကမကြိုက်ရင်နာသန်ဘာဖြစ်နိုင်စရာအကြောင်းရှိလဲရာဇဝတ်တင်ပြီးတော့တခါတည်းတေတံစီရင်ခံနိုင်စရာအကြောင်းရှိပါတယ်ဒါပေမဲ့နာသန်ကဖျားစကားကိုနားထောင်တယ်နားထောင်ပြီးတော့မှသူကဒါဝိဒ်ကရှင်ဘုရင်ဖြစ်တဲ့အခါမှာဒါဝိဒ်နားလည်နိုင်အောင်ပုံဥပမာသူကဘယ်လိုပေးလဲဆိုတော့တခါတော့တဲ့ချမ်းသာတဲ့တထေးကြီးနဲ့နော်ဆင်းရဲတဲ့လူငယ်တယောက်ရှိတယ်ပေါ့အဲ့တော့ဒီဖြစ်ဖြစ်မှာသူကဘယ်အရာကိုပို့ဦးစားပေးလဲဆိုတော့တိုးနဲ့ပတ်သက်တဲ့အရာလေးကိုဦးစားပေးဘာဖြစ်လို့ဒါဝိဒ်ကတိုးကြောင်ခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့တိုးတွေကိုသူချစ်တယ်ကာကွယ်ပေးတယ်တနာတယ်ဆိုတဲ့အရာရှိတော့ဒီပုံဥပမာလေးကဒါဝိဒ်ရဲ့နှလုံးသားကိုထိထိမိမိဖြစ်သွားစေတယ်အဲ့တော့သူကစပြောတယ်တထေးကြီးမှာတော့တဲ့သူ့မှာတိုးတွေနွားတွေနဲ့အများကြီးဥစ္စာပိုးချွေဝတယ်တဲ့တရက်ကြတော့သူ့အိမ်ကိုဧည့်သည်လာတဲ့အခါမှာ तू ကဘာလုပ်လဲဆိုတော့တဲ့တစ်ဖက်မှာရှိတဲ့ဆင်းရဲသားရဲ့တိုးမလေးကိုယူပြီးတော့မှတက်ပြီးတော့မှဧည့်သည်ကိုကျွေးတယ်တဲ့အဲ့ဒီတိုးမလေးကလည်းအဲ့ခုနဆင်းရဲပါတယ်ဆိုတဲ့ကောင်လေးအတွက်အရန်ကိုအဖိုးတန်တယ် तू ကအဲ့ကလေးနဲ့ပဲနော် तू ကအဲ့ဒီတိုးကလေးနဲ့ပဲသူတို့နေကြတယ်အိမ်မှာရှိတဲ့ကလေးတွေကအစအဲ့ဒီတိုးကလေးနဲ့ပဲသူတို့စော့ကြတယ် तू စားတဲ့အစားအစာတိုးကိုကျွေးတယ် तू တောက်တဲ့ရေကိုတိုးကိုတိုက်တယ်တဲ့သူ့ရဲ့နော်တခါလေခလေးလေးလို့ဖြစ်နေပြီတဲ့အဲ့ဒါနဲ့အဲ့လိုပြောလိုက်တဲ့အခါမှာဒါဝိဒ်ကအဲ့အဖြစ်ပြက်ကိုကြားတော့အယံတော်ကန်တယ်အခန်းငယ်9နဲ့9မှာဒီလိုပြောထားတယ်ဒါဝိဒ်သည်ထိုတထေးကိုပြင်းစွာအမျက်ထွက်၍ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းထိုသို့ပြုသောသူသည်အမှန်လောကီရှင်ဘုရင်ကတောင်မှဒီလိုလုပ်တဲ့အမှုကအမှန်သေသင့်တယ်ဆိုပြီးတော့တွက်တယ်ဆိုရင်ဘုရားအရှိမဒါဝိဒ်သေသင့်လားမသေသင့်ဘူးလားအဲ့တော့သူ့အပြစ်ကိုသူမြင်အောင်ဘုရားသခင်က metaphor ပုံဥပမာပြပြီးတော့မှသူ့ကိုစကားပြောတာဖြစ်တယ်အဲ့တော့ဒါဝိဒ်ကဘာဆက်ပြောလဲဆိုတော့ဖတ်ပါအောင်ကျွန်မနဲ့ကူညီပေးပြီးဖတ်ပေးပါအောင်ဂယုနာစိတ်မရှိပဲထိုအမှုကိုပြုသောကြောင့်ထိုတိုးမကလေးအတွက်လေးစားပြန်ပေးရမည်ဟုမိန့်တော်မူသူ့အတွက်သူအမိန့်ချနေတာဒါဝိဒ်ကဘုရားစီရင်ခြင်းမလာသေးဘူးသေတဲ့နဲ့ဒီလောက်တဲ့အပြစ်အခုနတိုးမလေးဆိုတာဘာတရှိဘကိုပြောခြင်းဖြစ်တယ်အခုနတိုးပိုင်ရှင်လေးကတော့ဥရိယကိုပြောခြင်းဖြစ်တယ်လေးစားသူပြောတဲ့အတိုင်းသူခံရတော့မယ်ကဲဆက်ပြီးတော့ဖတ်ပါနာသန်ကလည်းထိုသူကအခြားမဟုတ်ကိုတော်ပဲဖြစ်ပါ၏ဟာလှတယ်နော်ဘုရင်အရှိကိုသွားပြီးတော့မှအဲ့ဒီဂယုနာမရှိအတ္တကြီးတဲ့သူကတခြားမဟုတ်ဘုရင်နင်ပဲလို့ပြောတာအရေးကြီးတယ်ညီကောင်မတို့ကျမတို့ရဲ့အသက်တာထဲမှာလေနာသန်လိုမျိုးပုံကိုယ်တွေရှိဖို့လိုတယ်နာသန်လိုမျိုးဖခင်ရဲ့တရားလမ်းထဲကိုဆွဲခေါ်ပေးမယ်နှုတ်ကပတ်တော်အတိုင်းလမ်းညွှန်ပေးမယ်ပုံကိုယ်တွေရှိဖို့အတွက်လိုအပ်တယ်တခါတည်းကျမတို့ကိုပြုပြင်ပေးတဲ့အရာအကြံဉာဏ်ပေးတဲ့အရာလမ်းညွှန်ပေးတဲ့အရာကိုကျမတို့ကမုန်းတီးတတ်ကြတယ်အမှန်တော့နာသန်လိုပုံကိုယ်သားမရှိရင်ဒါဝိဒ်သေတာကြပြီအခုဒီနေရာမှာနာသန်ကနေပြီးတော့သူ့ကိုစကားပြောလာတဲ့အခါမှာအဲ့ဒီအချိန်ကြမှာအဲ့ဒီအချိန်ကဘယ်အချိန်ဖြစ်သွားပြီလဲဆိုတော့ဘုရင်ကနန်းတော်ပေါ်မှာထိုင်နေတယ်ဆိုရင်မူးမတ်တွေရှိတယ်မိဖုရားတွေရှိတယ်ဟယ်လိုသားသမီးသူလုပ်တဲ့ကိစ္စအကုန်ရတယ်ဒါကြောင့်တင်းရဲ့သားသမီးတင်းရဲ့မိသားစုဝင်တွေတင်းလှုပ်ဆောင်နေတဲ့မကောင်းသောအမှုအရာကိုမမြင်စေဖို့ရန်အတွက်ဒီနေ့နောင်တရလိုက်ပါဖ
ဖခင်သခင်ဒီနေ့တင့်ကိုတိုက်ရိုက်စကားပြောနေတာဖြစ်တယ်ဒီထဲမှာဘာတူလဲတော့ကျွန်မမသိဘူးဒီနေ့ကျွန်မယုံကြည်တယ်ဒီနေ့နှုတ်ကပတ်တော်တင့်ရဲ့အသက်တာထဲမှာဒူးဆိုင်လမ်းထဲကနေပြီးတော့ U-turn ဖခင်ထံကိုပြန်လှည့်လာဖို့နဲ့ဖခင်သခင်စကားပြောနေတာဖြစ်ပါတယ်မိမကိစ္စလည်းဖြစ်နိုင်တယ်ကာမဂုဏ်နဲ့ဆိုင်တဲ့အရာဒါမှမဟုတ်ငွေကြေးကိစ္စလည်းဖြစ်နိုင်တယ်အလုပ်ကိစ္စလည်းဖြစ်နိုင်တယ်ဒီနေ့ဖခင်သခင်နဲ့မှန်တဲ့အရာရှိသမျှထဲကတင့်ကိုထွက်လာစေဖို့နဲ့ဖခင်သခင်တင့်ကိုစိန်ခေါ်နေတာဖြစ်တယ်ဒူးစိတ်ထဲမှာဘလောက်အထိကျမတို့အကြာကြီးနေကြမှာလဲဒါနဲ့နာတန်ကလည်းထိုသူသည်ကအခြားသူမဟုတ်ကိုရောပင်ဖြစ်ပါ၏ဣသရေလမျိုး၏ဖခင်သခင်ထာဝရဘုရားမိန့်တော်မူသည်ကလာပြီငါသည်ဗိတ်သိက်ပေး၍တင့်ကိုဣသရေလရှင်ပြန်အရာ၌ခန့်ထားပြီရှောလူလက်မှလည်းကဲလွတ်ပြီဝရံပြေးဖြစ်နေတဲ့သူတယောက်ဘဝကနေပြီးတော့ထိတ်ဆုံးထိချီးမြှောက်တာချီးမြှောက်ခြင်းလဲခံရကုန်အာနာကိုတုံးပြီးတော့မှမိသားစုတွေကိုဖျက်ဆီးလိုက်တဲ့အရာတစ်ခုအဲ့တော့ဘုရားခင်ကဓမ္မရာဆိုရင်ဒုတိယစာဆောင်အခန်းကြီး7 9ကနေ14မှာဒီလိုပြောထားတယ်ဖတ်ရအောင်သင်သည်ထာဝရဘုရား၏ပညတ်တရားတော်ကိုမထီမဲ့မြင်ပြု၍ရှေ့တော်၌ဒူးရိုက်ကိုအဘဲကြောင့်ပြုပြီးသည်။ဒါလေးကိုသတိရစေချင်တယ်။ကျမတို့ဒူးရိုက်ပြုနေတဲ့ကံမှာဘု து ရှေ့မှာပြုတာလေ။အဲ့ဒါကိုသတိရစေချင်တယ်။ငါတငယ်ချင်းတွေမမြင်ဘူးတို့ငါအဖေမေမသိဘူးတို့ငါဖုန်းထဲမှာပဲငါဘာငါလုံနေတာတို့မလုံနဲ့နော်။တဲ့ဖယားအရှိမရေးသားနေတယ်ဖယားအရှိမပြုတ်မှုနေတယ်ဆိုတဲ့အရာကိုဖယားကပြောနေတာဖြစ်တယ်။မျက်ရည်ခိုင်တဲ့ဒါဝိဒ်ဥရိယသေတဲ့အချိန်မှာတော့မငိုတဲ့ဒါဝိဒ်ဒူးရိုက်လုတ်တဲ့အချိန်မှာတစိုးတဆုံးမှနောင်တမရခဲ့တဲ့ဒါဝိဒ်အခုလာပြီဖခင်ကဘာပြောလဲဆိုဟိတ်တိလူဥရိယရဲ့အသက်ကိုဓာအဖြင့်တက်၍သူ၏မယားကိုတိမ့်လေပြီတကားထိုသူကိုအာမောအမျိုးသားဓာနဲ့တက်လေပြီတကားယခုမှတင်သည်ငါ့ကိုမထီမဲ့မြင်ပြု၍ဟိတ်တိလူဥရိယရဲ့မယားကိုတိမ့်သောကြောင့်မယားကိုတိမ့်လိုက်တဲ့အတွက်ကြောင့်ဘာပြောလဲသင်အဆွေအမျိုးတို့သည်ဓာဘေးနှင့်အစဉ်တွေ့ကြုံရကြလိမ့်မည်ထာဝရဘုရားမိန်တော်မူသည်ကသင်၌ရံပတ်ပြုသောသူကိုသင်၏အဆွေအမျိုးတို့အထက်ကငါပေါ်စေမည်။ဘာကြောင့်လဲအခုနပုဂ္ဂိုလ်တွေကသူ့ရဲ့အဆွေအမျိုးလိုဖြစ်နေတာမဟုတ်ဘူးလား။ဒါကြောင့်လို့ဘုရားကဒီနေ့မှာတရားစီရင်တဲ့အခါမှာသူ့ရဲ့အဆွေအမျိုးတွေကသူ့ကိုပုံကံမဲ့သူတွေထွက်လာမယ်ဆိုတဲ့အရာကိုပြောပြီးသင်မျက်မှောက်တွင်သင်၏မယားတို့ကိုငါယူ၍သင်အိမ်နီးချင်း၌အသဖြင့်သူသည်နေရှိမှသင်၏မယားတို့နဲ့ပေါင်းဖော်လိမ့်မည်။ဆိုလိုတဲ့အရာကမိသားစုထဲမှာအခုသူကသူများမိသားစုကိုတွားပြီးတော့မတရားကျင့်ခြင်းပြုတဲ့အတွက်ကြောင့်မလို့သူ့ရဲ့မိသားစုထဲမှာသူ့ရဲ့ဇနီးမယားကိုပြန်ပြီးတော့စော်ကားမဲ့အရာတွေဖြစ်လာမယ်။သင်ဒီဤအမှုကိုမထင်မရှားပြုတော်လဲနေရှိမှငါလှန်ပြမိဟုထာဝရဘုရားမိန့်တော်မူသောစကားကိုပြန်ကြားလေ၏။တူတူဖတ်ရအောင်ဒါဝိဒ်ကလည်းငါသည်ထာဝရဘုရားကိုပြစ်မှားပါပြီဟုနာသန်အားဝန်ချ၍နာသန်ကအသက်တော်ကိုချမ်းသာစေခြင်းကထာဝရဘုရားသည်ကိုတော်အပြစ်ကိုပယ်တော်မူပြီးသို့တော်လည်းကိုတော်သည်ထိုသို့ပြစ်မှားသောအပြင်ကဲ့ရဲ့စရာအခွင့်ကြီးကိုထာဝရဘုရား၏ရန်သူတို့အားပေးသောကြောင့်ယခုမြင်သောသားသည်ဆက်ဆက်တရားမည်ဟုဒါဝိဒ်အားလျှောက်ဆိုပြီးလင်ကဲကြည့်ပါဦးအဆက်ကွဲခံလိုက်ရမှာဘာဖြစ်သွားလဲနောင်တဆရတာကျမတို့အဆက်ကွဲတဲ့အထိစောင့်မလားမဆောင်နဲ့တော့စောစောနောင်တရရင်ချမ်းသာရရှိတယ်အခုဒါဝိဒ်နောက်ကျသွားလားနောက်ကျသွားတယ်စောစောနောင်တရရင်ဒီလောက်အထိအဆက်ကွဲမှာမဟုတ်အဲ့တော့အဲ့ဒီချိန်မှာလာပြီဖယားသခင်ကသူတောင်းပန်လိုက်တဲ့အတွက်ကြောင့်မို့ဒါဝိဒ်ရဲ့အသက်ကိုလွတ်ပေးလိုက်တယ်ဒါဝိဒ်ပြောခဲ့တယ်လေသူဘလို့တရားစီရင်လဲသူကိုသူအဲ့ဒီလူကသေတဲ့နယ်လို့ပြောတယ်မဟုတ်လားတိုးတော့ तू ဖြစ်နေတာကိုသဘောပေါက်တော့ तू တောင်းပန်လိုက်တဲ့အခါမှာဘုရားသခင်ကဒါဝိဒ်ကိုအသက်သေးရတဲ့အခွင့်ကနေပြီးတော့လွတ်ပေးတယ်တဲ့တိုးတော်လေတဲ့အခုနပြောတဲ့အဖြစ်အပျက်တွေအားလုံး तू လေးစားလို့ပြောထားတာ哦အဲ့လေးစားရောက်လာပြီရောက်လာတဲ့အခါမှာအပြစ်ရဲ့အကျိုးဆက် consequences of sin တခြားနားထောင်ပါနောင်တရလိုက်လို့အပြစ်ရဲ့အကျိုးဆက်မခံစားရဘူးအဲ့လိုမျိုးလည်းမဟုတ်ဘူးဘုရားသခင်ကဖြောင့်မတ်တဲ့တရားဖြစ်တဲ့အတွက်ကြောင့်အပြစ်ရဲ့အကျိုးဆက်ကိုခံစေမှာဖြစ်တယ်ဒါကြောင့်မလို့ကိုတခုခုဒူးဆိုင်နဲ့ဆိုင်တဲ့အရာကိုမလုပ်ခင်တတိယပါအဲ့ဒီဒူးဆိုင်နဲ့ဆိုင်တဲ့အကျိုးဆက်ကိုငါရိတ်သိမ်းနိုင်လားဆိုတဲ့အရာကိုစဉ်းစားရမှာဖြစ်တယ်ဆိုပါစို့ဆေးလေးတောက်တာမကောင်းဘူးသိတယ်တောက်အဲ့ဒါနဲ့ဆိုင်တဲ့အဆုတ်ကန်ဆာယောဂလက်ခံနိုင်ဆက်လုပ်ပေါ့အရက်တောက်တာမကောင်းဘူးသိတယ်နှုတ်ကပတ်တော်အားဖြင့်ကိုဆရာဝန်ရဲ့နော်သူညွှန်ကြားချက်တွေအားဖြင့်သိတယ်ဒါပေမဲ့ဆက်တောက်တယ်အသေးကြီးသွားတယ်ဘာတက်နိုင်မှလဲဟုတ်တယ်မလားကာမဂုဏ်မပျော်မွေးနဲ့ပြည်တစားစီသွားချင်းကတ်တယ် HIV ရလာတယ်
အပြည့်အကျိုးဆက်လို့ခေါ်တယ်အခုဒီနေရာမှာလဲဒါဝိဒ်ကအပြည့်အကျိုးဆက်ကိုခံရပြီလာပြီအဲ့တော့သိရမယ့်အရာတခုကမိဘတဦးရဲ့အပြစ်ကမျိုးဆက်များအပေါ်မှာတက်ရောက်မှုရှိတယ်မိဘတယောက်ရဲ့ရွေးချယ်လိုက်ခြင်းကကိုယ့်ရဲ့သားသမီးတွေအပေါ်မှာတက်ရောက်မှုရှိရဆိုတဲ့အရာကိုသတိရစေခြင်းနဲ့ဒါဝိဒ်ဟာဖျားလူပါသို့တော်သူလည်းအပြစ်နဲ့ဆိုင်တဲ့အကျိုးဆက်ကိုခံစားရတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီဇာတ်လေးကိုတစ်ချက်လောက်ပြပေးပါအောင်အရေးကြီးတယ်โอเคနံပါတ်1ဘာသရှေဘနဲ့ရသောကလေးတေဆုံးခြင်းတေတဲ့အရာစလာပြီတေခြင်းနဲ့ဆိုင်တဲ့အရာသူလုပ်ခဲ့တာအဲ့တော့ဒါဘေးနားမှာကြမ်းညွှန်းလေးပါတယ်နေ့တစ်ခုဒါဝိဒ်ရဲ့သားအကြီးအာမနုန်ကသူ့ရဲ့အမတာမာကိုဖျက်ဆီးတာမောင်နှမချင်းကြောက်စရာကြီးနော်တခါမှမဖြစ်ဘူးတဲ့နားခါလောက်ဆရာဖြစ်သူ့ရဲ့မိသားစုတွေမှာစဖြစ်တာအဲ့တော့သူတို့ကတော့ဖေးတူတယ်အမေကွဲတယ်ဟိုမိဖုရားတွေအများကြီးယူထားတာပေါ့သို့တော်လည်းဒါကမောင်နှမပဲအဲ့တော့ဒီနေရာမှာအတ္တမပြုတ်ခြင်းတဲ့အရာဖြစ်လာတယ်အဲ့တော့တာမာကဘသူရဲ့နှမလဲဆိုတော့အဘရှလုံရဲ့နှမဖြစ်တယ်အခုစဉ်းစားကြည့်ပါဘလောက်တောင်မှတယောက်နဲ့တယောက်အညှိုးထားနေမလဲသူချေရပါတယ်ဆိုတော့သူ့ရဲ့ညီမလေးကိုအဘရှလုံရဲ့ညီမလေးကိုတစ်ဖက်ကနော်တခြားမရရဲ့တားဖြစ်တဲ့အာမနုံကလာရောက်ပြီးတော့အတ္တမပြုတ်ကျင်နေဆိုတဲ့အရာတချို့ကျမ်းစာတွေထဲမှာနော်ဒါသူ translation တွေထဲမှာညှင်းဆဲတယ်ဆိုတဲ့စကားလုံးတောင်ပါတယ်ဆိုတော့ဘလောက်ထိတောင်မှမိသားစုတွေမှာဖယိုဖျဲဖြစ်နေလဲနံပါတ်3အဘရှလုံဤပုံကံမှုထိနှန်းလူချင်းနဲ့ဖခင်ဤကိုလုတ်တော်များအားပြည်သူရှေ့မောက်တွင်အတ္တမပြုခြင်းကြားကြမှာကောင်းရဲ့လားလှုပ်လိုက်တဲ့အရာကတော့တခုအခုသူ့သမီးလည်းအာဒမအကျင့်ခံရတယ်သူ့မယားတွေလည်းအာဒမအကျင့်ခံရတယ်ဘသူကပြန်လှုပ်တာဆိုသားကပြန်လှုပ်တာဖြစ်တယ်ဒါကြောင့်မလို့ကာမဂုဏ်နဲ့ဆိုင်တဲ့အရာတခုကိုတင်လှုပ်လိုက်လို့ရှိရင်အဲ့ဒီအရာနဲ့ဆိုင်တဲ့လေးစားပြန်ခံစားရမယ်ဆိုတဲ့အရာကိုသတိရစေခြင်းနဲ့ကြောက်ပါဘုရားရဲ့အရှိမကြောက်ရွံ့ခြင်းနဲ့အသက်ရှင်ကြပါသူ့ရဲ့သားကသူ့ကိုပုံကံပြီးတော့ထီးနှန်းလူတဲ့ကိစ္စတွေဖြစ်လာတယ်ကဲဟုတ်ပြီနံပါတ်4ဖတ်ပါဦးအဘရှလုံဓာဖြင့်အသက်ခံရခြင်းထီးနှန်းလူတဲ့အဘရှလုံဓာနဲ့အသက်ခံရတယ်ခုနကကျမတို့ဖတ်မိလားမသိဘူးဘာသရှေဘရဲ့အဖိုးလေမှတ်မိလားသူကဒါဝိဒ်ရဲ့အကြံပေးလေတစ်ဖက်မှာအဲ့ဒါဝိဒ်အကြံပေးတဲ့နော်ဒါဝိဒ်ကိုအကြံပေးတယ်လို့အဘရှလုံကိုလည်းအကြံပေးတယ်ဘာသရှေဘရဲ့အဖိုးကနောက်ဆုံးအခုလိုမျိုးထီးနှန်းလူတဲ့ကိစ္စမှာဘသူဘက်ကိုပါသွားတယ်လဲဆိုတော့အဘရှလုံဘက်ကိုပါသွားတယ်တနည်းအားဖြင့်မိသားစုမှာမကျေနပ်ချက်တွေအများကြီးရှိလိမ့်မယ်နိုင်ငံရေးတွေအများကြီးပါနိုင်တယ်သဘောပေါက်လားမသိဘူးเนาะအဲ့တော့ဆိုလိုတဲ့အရာကအဟိသောဖေလာကအယံကိုသူ့ရဲ့မြေးမလေးကိုဒါဝိဒ်လုတ်ခဲ့တဲ့အရာနဲ့ပတ်သက်ပြီးတော့မကျေနပ်တဲ့အတွက်ကြောင့်မလို့အဘရှလုံဘက်မှာယက်တီလိုက်တယ်ဆိုတဲ့အရာကလည်းဖြစ်နိုင်တယ်ဆိုပြီးတော့ scholar တွေကဒီလိုကောက်ချက်ချတယ်ကဲဆက်ပြီးတော့ကြည့်အောင်နံပါတ်5အဒေါနိယအဘရှလုံရဲ့ညီကထီးနှန်းထက်လူတယ်ဒါဝိဒ်မှာစောက်တီရမရပြေးရတာဘယ်သူလိုက်လို့ပြေးတာလဲဆိုတော့သားတွေလိုက်လို့ပြေးရတာကြည့်ကြည့်နံပါတ်6အဒေါနိယရဲ့အကိုအဒေါနိယကိုရှောလမုန်မှတေတံချခြင်းအဒေါနိယဟာအကြီးဆုံးသားဖြစ်တယ်ရှောလမုန်ဟာညီဖြစ်တယ်ညီကအကိုတေတံပြန်ချတယ်ထီးနှန်းလူတဲ့ကိစ္စအတွက်ကြောင့်ပြီးရင်အဖေရဲ့နောက်ဆုံးပေါ့အဖေတော့အတူတူမနေရသေးတဲ့မယားတစ်ယောက်ကိုပြန်တောင်းတဲ့အတွက်ကြောင့်မလို့ရှောလမုန်ကပြန်ပြီးတော့သူ့ကိုဘာလုပ်ရတာလဲဆိုတော့တတ်မိန်ချတာစဉ်းစားကြည့်အပြစ်နဲ့ဆိုင်တဲ့အကျိုးဆက်ရှိတယ်ညီကိုမောင်နှမတို့အဲ့ဒီအချိန်ရောက်တော့မှအလိုတော်နဲ့ညီတဲ့မျက်ရည်ကျခြင်းဆိုတာရှိလာတယ်ဖခင်အရှိမငါဟန်ဆောင်လို့မရဘူးဖခင်အရှိမငါဝါကြွားလို့မရဘူးဖခင်အရှိမငါမောက်မာလို့မရဘူးဖခင်အရှိမငါမှန်တက်လို့မရဘူးဖခင်ကိုငါလှည့်စားလို့မရဘူးဆိုတဲ့အရာကိုဒါဝိဒ်ကောင်းကောင်းသိသွားတယ်ဒါကြောင့်စာလံ51တစ်ခုလုံးကိုတစ်ခန်းလုံးကိုကြည့်လိုက်မယ်ဆိုရင်ဒါဝိဒ်အလိုတော်နဲ့ညီတဲ့ငိုခြင်းကိုစငိုတက်လာတယ်ဖခင်ရဲ့အရှိမသူ့ရဲ့ဒူးဆိုင်အပြစ်အတွက်မျက်ရည်ကျတက်လာတယ်ဖခင်သူ့ကိုကောင်းကြီးပေးခဲ့တဲ့အရာတွေကိုသူတန်ဖိုးမထားခဲ့ဘူးဆိုတဲ့နောင်တဆိုတဲ့မျက်ရည်တွေစပြီးတော့ကျတက်လာတာဖြစ်တယ်ကဲကျမ်းစာကိုဖတ်ရအောင်အကဲတစ်ကနေ4ထိဖြစ်တယ်အိုးဘုရားသခင်ယေရှုပြုခြင်းသောစေတနာစိတ်တော်ရှိသည့်အတိုင်းအကျွန်ုပ်ကိုတနာတော်မူပါစုံမက်တော်မူခြင်းဂရုဏာများပြားသည်နှင့်အညီအကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကိုဖြေတော်မူကဲသူစတောင်းပန်လာပြီဒါသူစတောင်းပန်နေရပါဘုရားရဲ့ရှေ့မှာအစာရှောင်ပြီးတော့မှသူဆုတောင်းတာကဲဆက်ပြီးတော့ဖတ်ပါဦးဒူးစရိုက်အညစ်အကြေးကိုအကုန်အစင်ဆေးကြော၍အကျွန်ုပ်ကိုတန်ရှင်းစေတော်မူပါအကျွန်ုပ်လွန်ကျူးပါပြီဟုဝန်ချလျက်ကိုအပြစ်ကိုအစင်မပြတ်အောင်းမေ့လျက်နေပါ၏ကိုတော်ကိုပြစ်မှားပါပြီ
ကိုရောကိုသာပြစ်မှား၍မျက်မှောက်တော်၌ပင်မတရားသောအမှုကိုပြုပါပြီတို့ဖြစ်၍မိန့်တော်မူချက်သည်ဖြောင့်ပါ၏တရားစီရင်တော်မူချက်သည်အပြစ်လွတ်ပါ၏ဘာပြောတာလဲဖယားသခင်ကိုရောအခုတရားစီရင်လိုက်တာကိုရောလုံးဝမမှားဘူးတဲ့ကျွန်တော်ခံတဲ့နဲ့ဒုက္ခဆင်းရဲကျွန်တော်ကြုံရမယ့်အရာအတွက်ကျွန်တော်ကြည်ကြည်နဲ့နဲ့ခံပါတယ်တဲ့ဘာကြောင့်လဲဆိုတော့ကိုရောဖြောင့်မတ်လို့ပါတဲ့ဒါလေးကိုသတိရစေချင်တယ်ကိုယ့်ရဲ့မိသားစုထဲမှာကိုယ့်ရဲ့အသက်တာထဲမှာတစုံတစ်ခုဖယိုဖယဲဖြစ်နေတယ်ဆိုရင်အမြဲတမ်းသတိရပါ spiritual နဲ့ directly related ဖြစ်နေတယ်ဆိုလိုတဲ့အရာကဝိညာဉ်ကြီးရနဲ့တိုက်ရိုက်အချိုးကျနေတယ်ဆက်နွယ်မှုရှိနေတယ်ဒါကြောင့်မိသားစုထဲမှာဖြစ်ပျက်နေတဲ့ဝမ်းနည်းစရာကောင်းတဲ့အရာတုန်လှုပ်စရာကောင်းတဲ့အရာအဆက်ကွဲတဲ့အရာနားခါစရာကောင်းတဲ့အရာတွေအားလုံးကဘယ်ထဲမှာသွားပြီးတော့ချိတ်ဆက်မှုရှိနေလဲဝိညာဉ်ရေးရကိုပြုပြင်ရမယ်ဆိုတဲ့အရာကိုကျမတို့ကိုဘုရားသခင်ကဖွင့်ပြနေတာဖြစ်တယ်ဒါနဲ့ဒါဝိဒ်စပြီးတော့ငိုပြီးအခက်ငယ်ဆက်ခွန်ကိုရောက်တဲ့အခါမှာဒါဝိဒ်ကဘယ်လိုဖော်ပြထားလဲဆိုတော့ဘုရားသခင်နှစ်သက်တော်မူသောရစ်ကကြိုးပဲ့သောစိတ်ပေသည်အိုးဘုရားသခင်ကိုတော်သည်ကြိုးပဲ့ချိန်မသောနှလုံးကိုညှင်းပယ်တော်မမူတတ်ပါဘုရားရဲ့အရှိန်မှာသူရမ်းငိုတယ်ဘုရားကိုဘယ်လိုပြောလဲဆိုကိုရောကျွန်တော်ကိုမျက်မှောက်တော်တွေကမနှင်ထုတ်ပါနဲ့ကိုရဲ့တန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်ရဲ့အထဲထဲမှာပေးပါဘာဖြစ်လို့ဆိုအဲ့ဒီအချိန်တုန်းကနော်ယေရှုခရစ်တော်မစင်ကြွလာသေးတဲ့အတွက်ကြောင့်တန်ရှင်သောဝိညာဉ်တော်ကလူတွေရဲ့အထဲမှာအမြဲတမ်းမနေဘူးအဲ့ဒီလူကဒုစရိုက်လုံသူကထွက်သွားအောင်တိုးတော့အခုယေရှုခရစ်တော်ရဲ့အပြစ်ခွင့်လွှတ်ခြင်းအပြင်ကျမတို့အထဲထဲမှာဝိညာဉ်တော်ဘုရားကနေပေးတာဖြစ်တယ်တိုးတော့ဝိညာဉ်တော်ဘုရားအထဲထဲမှာနေရတဲ့နဲ့ဒီခန္ဓာကိုယ်ကြီးကိုဘာဖြစ်လို့ပြည်တစားအဖြစ်ကျမတို့အသုံးပြုမလဲဒုစရိုက်လက်ထဲကိုကျမတို့ဘာဖြစ်လို့အမလဲကျမ်းစာထဲမှာဒီလိုပြောထားမင်းတို့ရဲ့ကိုယ်ခန္ဓာဟာတဲ့ခရစ်တော်ရဲ့အင်္ဂါဖြစ်တဲ့အတွက်ကြောင့်မလို့ခရစ်တော်ရဲ့အင်္ဂါကိုဘာဖြစ်လို့ဒုစရိုက်လုပ်ဖို့ရန်အတွက်မင်းတို့အသုံးပြုကြတယ်တဲ့အခုဒီမှာဒါဝိဒ်ကအယံဝမ်းနေပြီးတော့သူပြောကျွန်တော်ကိုစွန့်ပြေမသွားပါနဲ့စာလံ33ကနေ4မှာလဲဒါဝိဒ်ဒီလိုရေးထားတယ်ငါသည်အပြစ်ကိုမဖော်ပြဘဲနေစဉ်အခါတစ်နေ့လုံးညီးတွားသောအဖြစ်ငါအယိုးတို့သည်ဆွေးမြေခြင်းသို့ရောက်ကြ၏နေညမပြတ်ကိုတော်ဤလက်သည်ကျွန်တော်အပေါ်မှာလေး၍ကျွန်တော်ဤချွေး၍သည်နေကာလ၌တွေးချောက်ခြင်းကဲ့သို့ဖြစ်ပါ၏သူငိုပင်တည့်ရဲ့အတ္တထဲမှာဒုစရိုက်နဲ့ပတ်သက်ပြီးတော့မှလှုပ်ဆောင်ပြီးနောင်တမရဘဲနဲ့မျက်ရည်ခိုင်ခဲ့တာဘယ်လောက်ကြာပြီလဲဒါမှမဟုတ်ကျွန်တော်ဘာအပြစ်မှမလုပ်ဘူးကျွန်တော်မှန်တယ်ဒါပေမဲ့ဖခင်သခင်နဲ့ပတ်သက်လာလို့ရှိရင်မျက်မှောက်တော်ထဲမှာဖခင်ရဲ့မေတ္တာတော်ကိုအလွန်အကျွံတကယ်ကိုထိထိမိမိနဲ့ခံစားရပြီးတော့ဖခင်အရှိမမငိုကြွေးခဲ့တာဘယ်လောက်ကြာပြီလဲဒါမှမဟုတ်အလိုတော်နဲ့ညီတဲ့ဝမ်းနေခြင်းထဲမှာတိုင်းပြည်အတွက်တင်မျက်ရည်ကျပြီးတော့စွမတောင်းခဲ့တာဘယ်လောက်ကြာပြီလဲပျောက်ဆုံးသောဝိညာဉ်တွေအတွက်ဘာခံစားချက်မှမရှိဘဲနဲ့မျက်ရည်ခိုင်ခဲ့တာဘယ်လောက်ကြာပြီလဲတဲ့မျက်ရည်ကဘာအတွက်လဲကောင်မလေးနဲ့ကွဲသွားလို့ငိုရမယ့်မျက်ရည်တွေလားငွေကြေးဆုံးရှုံးသွားလို့အလိန်ခံရလို့အဲ့ကြမှာငိုမယ့်မျက်ရည်လားတဲ့ရဲ့မျက်ရည်ကိုဘယ်အတွက်တင်အသုံးပြုမှလဲကျမတို့ရဲ့မျက်ရည်ဟာအလိုတော်နဲ့ညီတဲ့မျက်ရည်တွေဖြစ်ဖို့အရေးကြီးတယ်ဖခင်အတွက်ပဲကျမတို့မျက်ရည်ကြမှာပျောက်ဆုံးသောဝိညာဉ်တွေအတွက်ကျမတို့မျက်ရည်ကြမှာဖြစ်တယ်အာမင်ဒီလောကနဲ့ဆိုင်တဲ့ကာမဂုဏ်အတွက်ဟိုကျမကိုဘယ်သူမှမချစ်ဘူးတော့ကျမကိုဘသူကမှတန်ဖိုးမထားအဲ့ဒါတွေအတွက်ဘာမှကျမတို့ကမျက်ရည်ကျစရာအကြောင်းမရှိဘူးကျမတို့မျက်ရည်ကျမယ့်အရာကထာဝရနဲ့ဆိုင်တဲ့အရာတွေကျမတို့မျက်ရည်ကျမှာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်နှစ်ကော9:30ကိုကျမတို့ပြန်ဖတ်ရအောင်ဖခင်သခင်၏အလိုတော်နှင့်ညီသောဝမ်းနည်းခြင်းသည်ကယ်တင်ခြင်းနှင့်ရှင်သောနောင်တစိတ်ဒီဟုသောမပြောင်းလဲနိုင်သောနောင်တစိတ်ကိုပြုပြင်တတ်ရပြီဒါကြောင့်မသူနောင်တရတဲ့ခါမှာဖခင်ကဘာပြောလဲဆိုတော့သူ့ရဲ့မင်းပြုတ်တဲ့နော်မင်းဖြစ်တဲ့အရာပေါ့ဆွေစဉ်မျိုးဆက်ထဲမှာမင်းမျိုးမပြတ်စေဘူးတဲ့ဒါကြောင့်ဒါဝိဒ်မရှိတော့တဲ့အချိန်မှာဘသူကိုဘုရားသခင်ကခွဲခန့်လဲဆိုတော့ရှောလမုန်ကိုခွဲခန့်တာဖြစ်တယ်အဲ့တော့ကျွန်မနားလေစေချင်တယ်ဘုရားသခင်ကနောင်တရတဲ့သူနှိမ်ချတဲ့သူကိုဘုရားသခင်လက်ခံတယ်ဒါပေမဲ့မာနကြီးတဲ့သူမိမိကိုယ်ကိုအမြဲတမ်းမှန်နေတယ်လို့တွေးထင်ထားတဲ့သူကိုကြတော့ဘုရားသခင်ကသူ့ရဲ့လက်တော်ကနေဖိထားတယ်သူ့ရဲ့လက်တော်မမြောက်ဘူးခုနသတိထားမိလားမသိဘူးသူအပြစ်လုပ်တဲ့အခါနောင်တမရတော့ဘုရားရဲ့လက်တော်ဟာအရင်လေးတာပဲတဲ့သို့တော့ဘုရားကဘာပြောလဲနှိမ်ချတဲ့သူငါရဲ့အရှိမဝန်ခံအနန္တတဲ့သူဆိုငါဘာလုပ်မလဲငါရဲ့လက်တော်နဲ့ချီးမြှောက်မယ်ဒါပဲရှင်းရှင်းလေးပဲဒါကြောင့်ကျမတို့တယောက်ချင်းစီတိုင်းကိုယ်နှလုံးသားထဲမှာဘုရားနဲ့ပတ်သက်လာရင်တကယ်ကိုဘုရားစိတ်တော်ထိတွေ့တဲ့သူတွေဖြစ်ဖို့အတွက်အရေးကြီးတယ်ဒါကြောင့်ဝမ်းနဲ့ဘုရားနဲ့ပတ်သက်လာရင်မျက်ရည်ကျတတ်တဲ့ဒါဝိဒ်ရဲ့အသက်တာထဲမှာဘုရားကဘာပြောလဲတမန်တော်73:22မှာဣသရေလရှင်ဘုရင်အရာ၌ဒါဝိဒ်ကိုချီးမြှောက်တော်မူ၏ထိုသူအားတတ်သေးခံတော်မူလျက်စိတ်နှလုံး၌ညီညွတ်သည်ဖြစ်၍
ငါအလိုကိုပြည့်စုံစေမိသူယေရှဲဤသားဒါဝိဒ်ကိုငါတွေ့ရပြီဟုဟာလေလုယာအယံဆိုးလာပါတယ်ဆိုတဲ့အဲ့ဒီအပြစ်သားကြီးဒူးစိတ်အပြစ်လုတ်တက်တဲ့မကောင်းတဲ့အကြံစီကြံစီတက်တဲ့သူဖခင်ဆုံးမခြင်းလာတဲ့အခါမှာနောင်တရလိုက်တော့ဖခင်ကဘာပြောလဲငါစိတ်နဲ့တွေ့တော်သူငါအလိုကိုဆောင်မဲ့သူဟာလေလုယာဖခင်နှလုံးကိုခုံစီတာဖခင်ရဲ့အမှုကိုဆောင်ဖို့ရန်အတွက်ထိုက်တန်တဲ့သူလို့ဖခင်ကရွေးချယ်လိုက်တာဖြစ်တယ်အာမင်ဒါကြောင့်ဖခင်ရဲ့အရှိမနောင်တနဲ့လှည့်ပြန်လာတဲ့သူဖခင်အတွက်ဆိုမျက်ရည်ကျတတ်တဲ့သူအလိုတော်နဲ့ညီသောမျက်ရည်ကိုဖခင်ရဲ့မျက်မှောက်တော်ထဲမှာသွန်းတက်တဲ့သူဟာဖခင်ရဲ့စိတ်တော်နဲ့တွေ့တော်သူဖြစ်တယ်ဘယ်နှယောက်ကဖခင်ရဲ့စိတ်တော်နဲ့တွေ့ကြလဲတချို့ပဲလားဖခင်စိတ်တော်နဲ့ကျွန်တော်တွေ့ခြင်းနဲ့ဖခင်ကကျွန်တော်ကိုကြည့်လိုက်တဲ့နှစ်သက်အားရခြင်းနဲ့ဝမ်းမြောက်ဟာလေလုယာကျွန်တော်တို့တမိသားစုလုံးဖြစ်ရမယ်အာမင်အပေါ်မှာရှိနေမိသားစုတွေဟာလေလုယာကျွန်တော်တို့ကဖခင်စိတ်တော်နဲ့တွေ့မဲ့သူတွေဖြစ်တယ်ဖခင်အလိုကိုဆောင်မဲ့မိသားစုဝင်တွေဖြစ်တယ်အာမင်နောက်မှရှိရသူတွေအားလုံးအပေါ်မှာရှိသူအားလုံးမတည့်ရကြရအောင်ကျွန်တော်တို့အသက်တော်စက္ကန့်အနံမယ်အာမင်အဲ့တော့ခုကျွန်မဘာလို့စေခြင်းလဲဆိုတော့ဒူးရိုက်လမ်းထဲကနေပြီးတော့ဖခင်ထံပြန်လှည့်ခြင်းနဲ့သူတချို့နှုတ်ကပတ်တော်ကိုဝင်ငှနေနေဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတော့ကျွန်မယုံကြည်တယ်ဒါကြောင့်မလို့ကျွန်မအခွင့်အရေးပေးခြင်းနဲ့ဒီဖခင်ရဲ့မျက်မှောက်တော်ထဲမှာကိုပြုတော်ဒူးရိုက်အတွက်နောင်တရကြပါဒီနေ့ဖခင်ကဒီလိုပြောတယ်လေပင်ခိုင်မှာနေတာမဟုတ်ပဲနဲ့နူးညွတ်သောနှလုံးသားနဲ့ငါထံကိုချင်းကပ်ပါလို့ဖခင်ကပြောတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကောင်းသောသူတယောက်မှမရှိဟလားတညွတ်တဲ့လမ်းလွဲကြတယ်တော်ယေရှုခရစ်တော်ရဲ့အထဲထဲမှာတော့လမ်းမှန်ပြန်ရောက်နိုင်စရာအကြောင်းရှိတယ်ဒီနေ့နှုတ်ကပတ်တော်အသင်ကိုလမ်းမှန်ကိုပို့မဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဟာလေလုယာဒါကြောင့်အခုချိန်မှာကျွန်တော်တို့ခဏလောက်မျက်စိမိတ်ထားကြရအောင်နော်ကျွန်တော်တို့အသက်တာထဲမှာကိုပြုခဲ့တဲ့ဒူးစရိုက်အပြစ်အတွက်ကျွန်တော်နောင်တရပါတယ်ကျွန်မနောင်တရပါတယ်အဲ့ဒီအရာအတွက်ကျွန်မကိုရရဲ့အရှိမငိုကြွေးပြီးတော့ကျွန်တော်ဝန်ချတောင်းပန်ခြင်းနဲ့ကျွန်မဝန်ချတောင်းပန်ခြင်းနဲ့ဆိုတဲ့သူရှိရင်ဒီနေ့ဘုရားခင်ကလေယေရှုခရစ်နာပြုဖို့ရန်အတွက်အစဉ်သင်ရှိနေတဲ့စာကိုသင်ကိုသိစေခြင်းတယ်ဒါကြောင့်အခုချိန်မှာဒီသချင်းကိုကျွန်တော်တို့အတူတူကသိဆိုမယ်မိမိရဲ့အပြစ်တွေကိုပြန်လဲစဉ်းစားပြီးတော့မှငါနောင်တမရသေးတဲ့ဒူးဆိုင်နဲ့ဆိုင်တဲ့အရာတွေအားလုံးတွေဘုရားရဲ့အရှိမလမ်းတစ်ကိုပြန်လျှောက်ဖွင့်တဲ့ငါအနံ့မယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေချကြရအောင်အာမင်ဒါကြောင့်မလို့ဒီကိုရဲ့အသက်တာကိုစက္ကန့်အနံ့ဖို့ရန်အတွက်ဒီနေ့အားလုံးလက်များကိုပြမြောက်ပါဒီနေ့ဘုရားရဲ့ရှိတော်မှာအလုံးစုံပုံအပ်ပြီးတော့မှဘုရားရဲ့ရှိတော်မှာနှိတ်ချတဲ့နှလုံးသားနဲ့တိုးဝင်ဖို့ရန်အတွက်ဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဘုရားဆုခဲ့တဲ့ခြင်းကိုကျမတို့ပြန်ဆိုကြရအောင်ဘုရားသခင်ဒီလောကမှာကိုရောလောက်ကောင်းတဲ့သူမရှိပါဘူးကိုရောကမေတ္တာနဲ့လည်းပြည့်စုံတယ်ဂရုဏာနဲ့လည်းပြည့်စုံတယ်စိတ်ရှည်သီးခံတယ်အညှိုးကိုမထားဘူးသားသမီးတို့အသက်တာထဲမှာလမ်းမှန်ကိုရောက်ဖွင့်ရန်အတွက်ကိုရောသားသမီးတို့ကိုဆွဲခေါ်ပေးလို့ကိုရောကိုယေရှုတင်ပါတယ်ဗျာဟာလေ